နှစ်ကုံစုကြီးတွေဝေနေတဲ့အချိန်မှာလင်းချေတယောက်ကတော့တောင်းတနေရမှာတိတ်တဆိတ်အလုပ်ရှုပ်နေခဲ့ပါတယ်။ဒီနှစ်ထဲမှာတပည့်3ယောက်နဲ့အတူအော်ဒါအများဆုံးလက်ခံပြီးစံချိန်တင်ခဲ့တဲ့အာဟောင်ကတော့မမတ်လျူစီကနေစုကြီးတွေအများကြီးရရှိလို့ပျော်ရွှင်နေပြီးလာမယ့်နှစ်မှာဆိုင်ရဲ့ဝင်ငွေကိုအခုထက်နှက်ဆဖြစ်အောင်လုပ်ပေးမယ်လို့ကြွေးကြော်နေတာကြောင့်လူတိုင်းကဝိုင်းဝန်းရဲ့မော်ဂုဏ်ပြုနေကြပါတယ်။အဲ့ဒီအချိန်မှာပဲမမတ်လျူကအလုပ်ပဲလုပ်နေတဲ့လင်းချေကိုလမ်းခေါ်ပြီးတခြားသူတွေနှစ်ကုံစုကြီး3800ရချိန်မှာသူ့ကိုတော့1600ပဲပေးလိုက်ပါတယ်။ဒီပမာဏကိုမြင်လိုက်ရတဲ့လင်းချေကစိတ်ပြတ်သွားပြီးဒီလထဲမှာသူကိုယ်တိုင်အိတ်40နှလုံးပြင်ပေးခဲ့တယ်လို့ဖက်နဲ့ဆုံးစီလာတွေလည်းအစုံ80တောင်တုတ်ပေးခဲ့တာကြောင့်အခြေခံလစာ3000နဲ့ကော်မရှင်ကိုပေးဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဆိုင်ရှင်မမလျူကတော့လင်းချေရဲ့ခေါင်းကအေးခဲ့ပြီးပျက်စီးသွားပြီလားလို့ရွေးဆောင်မိလိုက်ပြီးဆိုင်ရောအတင်းဝင်တွေရောနေစနစ်တွေရောအားလုံးကသူ့ပိုင်ဖြစ်တာကြောင့်လင်းချေအနေနဲ့ကိုဆရာတယောက်လိုအထင်မကြီးဖို့နဲ့ဖက်နဲ့တိုက်အိတ်ဖာတဲ့ကူလီတယောက်သာဖြစ်တယ်လို့လူများရှေ့မှာအဆက်ခွဲလိုက်ပါတယ်။အလုတ်သမားဈေးကွက်ကအတော်ကြီးတွေကိုခေါ်ခိုင်းရင်တောင်တစ်လ1000နဲ့လူလုပ်ကြလိုက်မယ်လို့နှိမ်ချလိုက်တဲ့အပြင်ဘေးကအာဟောင်ကလည်းမမတ်လျူကလင်းချေကိုတနာလို့နှစ်တစ်ကူးမုံပိုး600တောင်ပို့ပေးထားတာဆိုပြီးဝင်ရောက်ပြောပါတော့တယ်။တခြားသူတွေကလည်းလင်းချေရဲ့လက်ကြောမတင်းမှုနဲ့အလုံးနေကွေးမှုကိုဝိုင်းဝန်းခဲ့ရကြပြီးအိတ်တလုံးပြင်တာ3ရက်တောင်ကြာတယ်လို့ပြစ်တင်ရှုံချကြပါတယ်။မတရားနှိမ်ချဆက်ဆံခံရမှုကိုမခံမရနိုင်ဖြစ်လာတဲ့လင်းချေကဆိုင်ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာမမတ်လျူကအကျွေးမကင်းတယ်လို့လေတံနဲ့ဆိုင်ထဲကအတချီမြင့်တဆတောင်ယူခွင့်မရှိဘူးလို့တားဆီးပါတော့တယ်။လင်းချေကသူတို့အမိုက်လိုလင့်ပစ်ထားတဲ့အကျွင်းကြံပစ္စည်းတွေကိုထုတ်ပြလိုက်ပေမဲ့မမတ်လျူကအမိုက်ဖြစ်ရင်တောင်သူ့မိုက်ပဲဖြစ်ပြီးမီးရှို့ပြရင်ရှို့ပြမယ်အလားကတော့အမျက်မထုတ်စေရဘူးလို့ခေါင်းမာစွာပြောဆိုပါတယ်။လင်းချေကစိတ်နာနာနဲ့ပစ္စည်း3မျိုးအတွက်ငွေ900ပေးပြီးအကျွေး20ပြန်အမ်းဖို့ပြောကထိုနေရာကနေရုံထွက်ခဲ့ပါတယ်။လင်းချေတယောက်အောက်ထပ်တီးတက်နေရတစ်ခုမှာဆိုင်တစ်လေးဖွင့်လှစ်ဖို့ပြင်ဆင်နေချိန်မှာဘေးပတ်ဝန်းကျင်ကလူတွေကတော့ဒီနေရာကစိုးထိုင်းဆအရန်များလုံးတာကြောင့်3ရက်အတွင်းမှာအိတ်တွေအားလုံးမှုတက်ကုန်လိမ့်မယ်လို့တယောနေကြပါတယ်။ဒါပေမဲ့လင်းချေကတော့သူတက်မြောက်ထားတဲ့ပညာရက်ကိုပဲအာယုံစိုက်ပြီးဖက်နဲ့တွေအိတ်တွေကိုတေချာတုတ်တင်ပြင်ဆင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးကြီးတဦးကနားတရှုံရှုံနဲ့ရောက်ရှိလာပြီးဒီနေရာမှာအိတ်ပြင်လို့ရမလားလို့လမ်းမေးပါတယ်။လင်းချေကရပါတယ်လို့ယုံကြည်ချက်ရှိပြန်ဖြေလိုက်တဲ့အခါမှာအဆိုပါမျိုးသမီးကမြောက်ခန်းထဲမှာ3နှစ်လောက်ပစ်ထားလို့ပျက်စီးနေတဲ့အိတ်အဟောင်းကြီးတစ်လုံးကိုထုတ်ပြပါတယ်။အပေါ်ထက်ကနမေကြီးအစစ်မြင့်ဆိုင်ကိုတွားပြခဲ့တော့ကဆိုင်ရှင်မျိုးသမီးကကြည်ုံတင်ကြည့်ပြီးပြင်လို့မရတော့ဘူးအမိုက်ပုံးနဲ့သာလွင့်ပစ်လိုက်တော့လို့ပြောခဲ့တာကြောင့်စိတ်ပြက်နေရကြောင်းရင်ဖွင့်လာပါတယ်။ဒါဟာနှိမ်ချဆက်ဆံခံခဲ့ရတဲ့လင်းချေအတွက်တော့သူ့ရဲ့တကယ်လက်ရအစစ်အမှန်ကိုတက်တည်ပြပြီးအထက်ကလူတွေကိုအနိုင်ရဖို့အတွက်ရွှေရောင်ခွင့်ရေးတစ်ခုဖြစ်လာခဲ့ပါပြီ။အမျိုးသမီးကြီးရဲ့စိတ်ပြက်လက်ပြက်ရင်ဖွင့်ချက်ကိုနားထောင်ပြီးနောက်လင်းချေကအိတ်ကိုတေချာစစ်ဆေးပြီးဒီအိတ်ကိုပြင်လို့ရကြောင်းဒါပေမဲ့အချိန်တော့ပေးရမှာဖြစ်ပြီးအမြန်ဆုံးတစ်ပတ်လောက်ကြာလိမ့်မယ်လို့ယုံကြည်ချက်ရှိပြောလိုက်ပါတယ်။ဒါကိုကြားတော့အမျိုးသမီးကြီးကမကြေမနက်နဲ့ဆိုင်ကြီးကဆရာတွေတောင်မပြင်နိုင်ဘူးပြောတာကိုမင်းလိုလူငယ်လေးကဘာလုပ်နိုင်မှာလဲဆိုပြီးအထင်သေးတဲ့လေတံနဲ့ရွယ်ဆောင်ပြောဆိုပါတယ်။တကယ်လို့ပြင်ရင်းနဲ့ပျက်စီးသွားရင်တပြားမှမပေးနိုင်ဘူးလို့လည်းကြိုတင်သတိပေးလိုက်ပါသေးတယ်။လင်းချေကစိန်ခေါ်မှုကိုအေးဆေးစွာရင်ဆိုင်ပြီးတကယ်လို့မပြင်နိုင်ရင်တပြားမှမယူကြောင်းဒါပေမဲ့အကောင်းတိုင်းပြန်ပြင်ပေးနိုင်ရင်တော့လက်ခငွေ900ကျတဲ့မှာဖြစ်ကြောင်းပြက်ပြက်သားသားပြောလိုက်ပါတယ်။ဒီလိုတာမန်ဆိုင်လေးမှာလက်ခ900တောင်တောင်းတာကိုမြင်တော့အမျိုးသမီးကြီးကဓမြတိုက်နေတာလားဆိုပြီးအော်ဟစ်ပါတော့တယ်။လင်းချေကစိတ်မဆိုးဘဲနဲ့ဒီအိတ်ဟာရှေးဟောင်းတရေစစ်မျိုးစားဖြစ်ပြီးအခုခေတ်ဈေးကွက်မှာရှာဖို့အရန်ကရင်သွားပြီဖြစ်ကြောင်းဒီတရေကိုအရင်ဆုံးပို့တက်ရမှာဖြစ်ပြီးအပူအေးမြတာအောင်လုပ်တဲ့နေလန်းနဲ့အတွင်းရဲကမှုတွေကိုမောင်းထုတ်ရမှာဖြစ်ကြောင်းပြီးမှအယောင်ပြန်တင်ပြီးအနားတက်ရမှာဖြစ်လို့ဒီ900ဟာသူ့ရဲ့အစစ်မြစ်တက်ပညာအတွက်ပေးရတာဖြစ်ကြောင်းစနစ်တကျရှင်းပြလိုက်ပါတယ်။ဒီတော့မှအမျိုးသမီးကြီးလည်းတက်ပြင်းချရင်ဒေခါနီးမြင့်ကိုအသက်ရှင်တို့ထင်မှတ်ချက်နဲ့သဘောတူလိုက်ပြီးလာမယ့်ဗုဒ္ဓဟူးနေ့မှာလာယူမယ်တကယ်လို့အဆင်မပြေရင်ဆိုင်ကိုပါရိုက်ခွဲပြမယ်လို့ချင်းချောက်ပြီးထွက်သွားပါတယ်။ဘေးကလူတွေကလည်းလင်းချေကိုရစရာမရှိအောင်ပျက်စီးနေတဲ့အိမ်မျိုးကိုလက်ခံရတဲ့တတိကိုချီးကျူးတယ်လို့နဲ့ဝိုင်းရကြပါတယ်။ဒါပေမဲ့လင်းချေကတော့ဘသူ့ကိုမှဂယူးမဆိုင်ပဲအလုပ်ကိုချက်ချင်းဆက်တင်ပါတော့တယ်။မှုတွေကိုရှင်းလင်းတာကပထမဆုံးနဲ့အနေရရှိဆုံးအဆင့်ဖြစ်ပြီးသူကိုယ်တိုင်ဖော်ဆက်ထားတဲ့လက်ဖက်စိမ်းစီကအာနိတင်နေပေမဲ့တရေသားကိုမပြည့်စည်စေပါဘူး။ဓာသေးသေးလေးနဲ့ကွဲအပ်နေရဲ့အနာသက်စီတွေကိုတစွန်းချင်းစီချစ်ထုတ်တဲ့အခါမှာတရေသားကိုမထိခိုက်အောင်လက်ကအလွန်ငိမ်ဖို့လိုအပ်ပါတယ်။ဘေးကလူတွေကသူ့ရဲ့စစ်ဆက်တွေချလုံးတဲ့လက်ရာကိုကြည့်ပြီးခွဲစိတ်ဆရာဝန်သွားလို့ပါလားလို့နောက်ပြောင်ကြတဲ့အခါမှာလင်းချေကခွဲစိတ်ဆရာဝန်ကလူနာကိုကယ်တင်တာဖြစ်ပြီးသူ့ရဲ့အတတ်ပညာကတော့အမိုက်တွေကိုအသက်ပြန်သွင်းတာဖြစ်တယ်လို့ဂုဏ်ယူစွာပြောလိုက်ပါတယ်။တရေကိုအလင်းပေါက်ယုံထိအလွန်ပါလွာအောင်တိုက်စားပြီးရဲ့နောက်မှာတော့ပျက်စီးနေတဲ့အိမ်ဟောင်းကြီးဟာတက်ရှိထင်ရှားပြန်လည်နိုးထလာသလိုအသစ်ဆက်ဖြစ်သွားခဲ့ပါပြီ။တပတ်ပြည့်လို့အမျိုးသမီးကြီးပြန်ရောက်လာတဲ့အခါမှာတော့ရှေ့မှာမြင်နေရတဲ့အိတ်ကိုကြည့်ပြီးအန်အော်လုံးလို့ဓာတုအိတ်ဟုတ်ရဲ့လားဆိုပြီးပါဆက်ဟောင်းသားဖြစ်သွားပါတယ်။အိတ်ကိုကင်တွယ်ကြည့်ရင်းနဲ့မှအစ်စ်ဝယ်တုံးကအတိုင်းတထေရတယ်ဖြစ်နေတာကြောင့်လင်းချေရဲ့အတတ်ပညာကိုချီးကျူးပြီး900ဆိုရဲ့လက်ခတ်ကအရန်ကိုတန်မိုးရှိလုံးတယ်လို့ပြောပါတယ်။ဒါတင်မကပဲတထေးတိုင်းဝိုင်းကသူ့ရဲ့တငယ်ချင်းတွေစီမှာလည်းအိတ်ဟောင်းတွေအများကြီးရှိတာကြောင့်ဖောက်တယ်တွေထက်ခေါ်ပေးမယ်လို့ဝမ်းသာအားရကတိပေးပြီးထွက်ခွာသွားပါတယ်။လင်းချေရဲ့အရေးချင်းကြောင့်ဘေးကလူတွေပါဆက်ပိတ်သွားချိန်မှာပဲမနာလိုတဲ့ဆိုင်ဟောင်းကအာဟောင်းတယောက်ရောက်ရှိလာပါတယ်။သူကလင်းချေကိုမြောက်လန်းကဆိုင်လေးမှာအလုပ်လုပ်ပြီးတရက်ကို10ကနန်းလောက်ပဲရနေတာလားဆိုပြီးလောင်ပြောင်ပါတော့တယ်။အာဟောင်ကသူတို့ဆိုင်မှာတော့မြို့တော်ပိုင်းကနမေကြီးမမတွေရဲ့အိတ်အလုံးပေါင်းများစွာကိုပြုပြင်ထိန်းသိမ်းဖို့အော်ဒါကြီးရထားကြောင်းနှစ်မကူးခင်အချိန်မီအပ်နိုင်ရင်မမတ်လျူကကော်မရှင်ကိုနှက်ဆတိုးပေးမှဖြစ်ကြောင်းလင်းချေကိုသိစေခြင်းလို့တကူးတက်ကလာရောက်ကြွားဝါဆင်ခေါ်လိုက်ပါတော့တယ်။အာဟောင်ရဲ့ကြွားဝါမှုကိုကြားလိုက်ရတဲ့လင်းချေကအာမစ်အိတ်အလုံးပေါင်းများစွာကိုသူတို့ဆိုင်မှာရှိတဲ့လူအင်အားနဲ့တင်လောက်ငတ်ပါမလားလို့မေးခွန်းထုတ်လိုက်ပါတယ်။ဒါကိုအာဟောင်ကလောင်ပြောင်တဲ့လေတံနဲ့မမတ်လျူကအချောက်ခံရည်တစ်တမျိုးရှာဖွေထားပြီးအဲ့ဒါကိုပြုပြင်ထိန်းသိမ်းတဲ့အရေးတဲ့ထက်ကလေမုတ်ဆက်နဲ့မှုတ်လိုက်ရင်10မိနစ်အတွင်း6တွေ့သွားတာကြောင့်တရက်ကိုအိတ်9လုံး10လုံးထိပြီးစီးနိုင်လို့အချိန်မီအပ်နိုင်မှာဖြစ်ကြောင်းလူတက်ကြီးလုပ်ပြီးရှင်းပြပါတယ်။ဒါကိုနားထောင်ပြီးနောက်လင်းချေကခက်အေးပဲမင်းတို့တွေကိုတေတွင်ကိုတူးနေကြတာပဲလို့သတိပေးလိုက်ပါတယ်။
ဒါပေမဲ့အာဟောင်ကတော့မနာလိုလို့ပြောတယ်ထင်တဲ့စိတ်ပြက်စရာဆိုင်လေးမှာပဲစေကနန်းနဲ့အမိုက်တွေကိုဆက်ပြင်းနေလိုက်ဦးဆိုပြီးလောင်ရဲကထွက်သွားပါတော့တယ်ညဘက်ရောက်လို့လင်းချေတယောက်ဆိုင်မီးတွေပိတ်နေတာကိုဘေးကလူတွေကဒီလိုဆိုထိုင်းစာများတဲ့နေရာမှာမီးနဲ့မกินရင်တရေတွေပျက်စီးကုန်လိမ့်မယ်လို့စိုးရိမ်တကြီးပြောကြပါတယ်ဒါပေမဲ့လင်းချေကတရေကိုမီးနဲ့မกินရကြောင်းတရေဟာလူလိုပဲဖြစ်ပြီးရေငဲ့ရင်ရေတိုက်ရမှာမှန်ပေမဲ့အတင်းအတန်မှတိုက်လို့မရကြောင်းပတ်ဝန်းကျင်ရုတ်တရက်ပြောင်းလဲသွားရင်တရေကလည်းတုံ့ပြန်မှုဖြစ်လာတတ်ကြောင်းဒီနေရာကဆိုထိုင်းဆောက်ကိုတေချာထိန်းချုပ်နိုင်ရင်6တွေ့နေတဲ့တရေတွေကိုပို့ပြီးခိုင်ခန့်ပြော့ပြောင်းလာစေမှာဖြစ်ကြောင်းတည်ငြိမ်စွာရှင်းပြပါတယ်ပြီးတော့သူကဆက်လက်ပြီးတရေကစကားမပြောနိုင်ပေမဲ့ရန်ညိုတော့မှတ်ထားတတ်ကြောင်းအခုအချိန်မှာအတင်းအတန်မှတောက်ပအောင်လှုပ်ထားရင်နောက်ပိုင်းကျရင်ပို့ပြီးတော့ဆိုးဆိုးရွားရွားပျက်စီးသွားလိမ့်မယ်လို့နက်နဲသတိပေးစကားဆိုလိုက်ပါတယ်လင်းချေရဲ့စစ်ဆက်တေချာတဲ့လက်ရကြောင့်ဖောက်တယ်တွေကအယောင်ကျဲထားတာအရန်တဘာဝကြပြီးအနာသက်တွေကလည်းအစ်စ်ဝယ်တုန်းကထက်ပုံမပြေပြစ်ချုံမွေ့နေတယ်လို့တတချီးကျူးလာကြပါတယ်ဒီလိုနဲ့ရုန်းကန်ခဲ့တဲ့ရက်တပတ်နှစ်ပတ်အတွင်းမှာလင်းချေဟာငွေ1000နီးပါးအထိရှာဖွေနိုင်ခဲ့ပါတယ်ဒါဟာဆိုင်ဟောင်းရဲ့ဝင်ငွေနဲ့ရှင်ရင်ဘာမှမဟုတ်သေးပေမဲ့သူ့ရဲ့ဖြူစင်တဲ့အတတ်ပညာနဲ့ရှာဖွေထားတဲ့ငွေကြေးတွေပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲအာဟောင်တို့ပြင်ထားတဲ့အိတ်တွေကိုတတိထားမိတဲ့လင်းချေကအိတ်တွေရဲ့တောက်ပမှုကတဘာဝမကျလုံးပဲဖြစ်နေတာကိုမြင်လိုက်ရပါတယ်တွက်ချက်ကြည့်ရသလောက်ဆိုရင်အဲ့ဒီအိတ်တွေဟာမနှက်ဖြန်ကြရင်အပူပေးစနစ်ရှိတဲ့ဇင်ခံအင်ကြီးတွေနဲ့ခန်းနာတဲ့ပွဲခန်းနာတွေစီရောက်သွားကြတော့မှာပါဓာတုပစ္စည်းတွေဟာအပူချိန်မြင့်မားတဲ့နေရာမှာပုံမှန်ထက်ဆဲဆာပိုမိုလောင်ကျွမ်းငွေပြန်တက်တာကြောင့်လင်းချေကပြုံးလိုက်ပြီးပွဲကောင်းကြီးစတော့မယ်လို့ရေရွတ်လိုက်ပါတယ်ညနေစောစောဆိုင်သိမ်းဖို့ပြင်နေတဲ့လင်းချေကိုအမျိုးသားကြီးတဦးကဒီနေ့စောစောသိမ်းတာလားလို့မေးတဲ့အခါလင်းချေကဟုတ်ကဲ့လို့ဖြေရင်းနဲ့မနှက်ဖြန်ဒါမှမဟုတ်တပတ်ခါကြရင်ဒီမြေအောက်လန်းလေးထဲမှာအရန်စီကားလောက်ခတ်သွားတော့မှာမို့လို့အန်ကဲ့အနေနဲ့အနားမှာစားစရာလေးတွေကြိုတင်ပြင်ဆင်ပြီးပွဲကြည့်ဖို့စောင့်ဆိုင်ထားလိုက်ပါလို့အရှုံးဖောက်လိုက်ပါတယ်အမျိုးသားကြီးကတော့နှစ်တစ်ကူးခါနီလူသူကင်းမဲ့နေတဲ့နေရာမှာဘာတွေစီကားမှလဲဆိုပြီးမယုံကြည်နိုင်ဖြစ်နေခဲ့ပါတယ်နောက်ရက်မှာတော့လင်းချေခံမှန်းထားတဲ့အတိုင်းဒေါသတကြီးအော်ဟစ်တန်တွေထွက်ပေါ်လာပြီးဝမ်မျိုးသမီးကြီးကလူကိုယ်တိုင်ရောက်ရှိလာကဆိုင်ရှင်မလျူကိုထွက်လာခဲ့ဖို့အော်ဟစ်ဆဲဆိုပါတော့တယ်ထိတ်ပြနဲ့ထွက်လာတဲ့မလျူကိုမြင်တာနဲ့ဝမ်မျိုးသမီးကမင်းညကဒီအိတ်ကိုလွဲပြီးပွဲတက်ခဲ့တုန်းကအပူပေးစနစ်ရှိတဲ့အခန်းထဲမှာ2 နာရီလောက်ပဲနေရသေးတယ်အိတ်ကနေအနက်ဆိုးတွေထွက်လာပြီးလက်တွေပါကက်ဆေးကုန်ကြောင်ညှော်နှံ့တွေပြောက်အောင်3 ချိန်တောင်ဆေးကြောခဲ့ရတယ်လို့ဒေါသတကြီးအော်ဟစ်ပါတော့တယ်မလျူကဒါမဖြစ်နိုင်ဘူးလို့ညင်းဆိုရင်လန့်ဖြန့်သွားပြီးအာဟောင်ကိုဘာရည်တွေတုံးလိုက်တာလဲဘာတွေမားထည့်လိုက်တာလဲလို့လန့်អော်ပါတယ်အာဟောင်ကလည်းကြောက်လန့်နဲ့မလျူကိုယ်တိုင်အချိန်မီအပ်နိုင်အောင်အချောက်ခံကြီးထည့်ခိုင်းတာမဟုတ်လားလို့ပြန်ပြောတဲ့အခါမှာတော့လဲပက်လက်ဖျားတတ်တဲ့မလျူကချက်ချင်းပဲလေတံပြောင်းပြီးသူဘယ်တော့ကအဲ့ဒီလိုအရေးသွင်းညံ့တာတွေထည့်ခိုင်းလို့လဲအာဟောင်ကကော်မရှင်ရကျင်စောနဲ့အလုပ်ကိုခိုးချတာဖြစ်တယ်လို့ဖောက်တဲ့ရှေ့မှာတင်အပြစ်အလုံးကိုတပိတ်ဖြစ်သူပေါ်လွှဲချပြီးအချင်းချင်းခွေးကြိုက်တယ်လို့အဆက်ခွဲရန်ဖြစ်ကြပါတော့တယ်မလျူနဲ့အာဟောင်တို့အချင်းချင်းအပြစ်လွှဲချပြီးရန်ဖြစ်နေကြတာကိုဝမ်မျိုးသမီးကြီးကဒေါသတကြီးကြားဖြတ်ဟန်တာလိုက်ပြီးဘသူ့မှာတာဝန်ရှိဂယူးမဆိုင်ကြောင်သူ့ရဲ့တန်မိုးကြီးအိတ်တွေအားလုံးပျက်စီးသွားရတာကအမှန်တရားဖြစ်တာကြောင့်လှုပ်ထုံးလုံနေတိုင်းနစ်ဆရောကြေးပေးရမယ်လို့ပြက်သားတောင်းဆိုလိုက်ပါတယ်ဒီ10အိတ်ကျော်ရဲ့စုစုပေါင်းတန်ဖိုးက3 တန်း4 သိန်းရှိတာမို့နစ်ဆဆိုရင်6 တန်း8 သိန်းထိပေးရမှာဖြစ်ပြီးဒီနေ့ငွေမရရင်ဆိုင်ကိုရိုက်ခွဲပြီးမဲ့အပြင်ထောင်ထဲအထိပို့ပြီးမယ်လို့ချင်းချောက်လိုက်တာကြောင့်မလျူတယောက်လန့်ဖြန့်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲမြေအောက်လန်းကအမျိုးသားကြီးကမင်းပြောတာတကယ်မှန်တာပဲအပြင်မှာရဲကားတွေပါရောက်နေပြီးတစ်ဖက်ကတရေဆိုင်ကြီးလဲလူတွေဝါရိုက်ခွဲနေကြပြီလို့စိတ်လှုပ်ရှားစွာပြောပြပါတယ်အခြေအနေတွေအကျက်ရိုက်လာတဲ့မလျူကဒေါသတကြီးနဲ့လင်းချေရှိရာကိုလိုက်လာပြီးဒါတွေအားလုံးမင်းလုပ်တာမဟုတ်လားမင်းကကိုထောင်ချောက်စင်တာဆိုပြီးလင်းချေကိုလူသက်သမားလို့ဆွဆွဲပါတော့တယ်လင်းချေကတော့အေးဆေးဆေးပဲထမင်းကိုသာစိတ်ကြိုက်စားလို့ရပေမဲ့စကားကိုတော့ရှောက်မပြောဖို့တတိပေးလိုက်ပါတယ်မလျူကသွေးယူသွေးတန်းနဲ့ဝမ်မျိုးသမီးကြီးအပါအဝင်တခြားတတိမျိုးသမီးတွေကိုလင်းချေကအရင်ကသူ့ဆိုင်ကအလုပ်သမားဖြစ်ပြီးလက်မတန့်လို့အလုပ်ထုတ်ခံထားရသူဖြစ်ကြောင်းသူထွက်သွားတော့ကဆိုင်ရဲ့တီးတန့်ပြုတ်ပြင်ထိန်းသိမ်းရီကိုခိုးသွားပြီးရန်ညိုးနဲ့ဓာတုဆေးရည်တွေရောဆက်ကသူတို့ကိုတမင်တက်ဒုက္ခပေးတာဖြစ်ကြောင်းလင်ညာလက်ဖျားပါတော့တယ်ဘေးကအာဟောင်ကလည်းလင်းချေထွက်သွားတဲ့နေ့ကချင်းတောင်းတစ်လုံးတည်သွားပြီးအထဲမှာဆိုင်ကပစ္စည်းတွေအပြည့်ပါတာကိုမျက်မြင်တွေ့ခဲ့ပါတယ်ဆိုပြီးစီးဝါးကိုက်ညာကြပါတယ်သူတို့မျက်လုံးထဲမှာတော့လင်းချေလိုမြေအောက်လမ်းမှာဆိုင်ဖွင့်ထားတဲ့သူကဒီလိုရုပ်မာတဲ့အလုပ်မျိုးလုပ်ဖို့အသင့်တော်ဆုံးလူလို့ထင်မြင်နေကြတာပါဝမ်မျိုးသမီးကြီးကလင်းချေကိုမင်းတကယ်ပဲသူတို့ရဲ့ဆေးရီကိုခိုးခဲ့တာလားလို့မေးတဲ့အခါမှာလင်းချေကတည်ငြိမ်စွာနဲ့အာမစ်အိတ်တွေကိုအစုပ်ပလုတ်ဖြစ်အောင်ဖျက်ဆီးပစ်တဲ့ဆေးရီမျိုးကိုသူ့အနေနဲ့ခိုးယူဖို့တန်မိုးရှိလို့လားလို့ပြန်လည်မေးခွန်းထုတ်လိုက်ပါတယ်ပြီးတော့လင်းချေကသူတို့ရဲ့တီးတန့်ဆေးရီဆိုတာကိုထုတ်ပြပြီးဒါဟာသူကိုယ်တိုင်3 ရက် 3 ညအေးရေးပြက်ခံကဂျိုဂျိုပါစီပြားဖျောင်းတဲ့လက်ဖက်စိမ်းစီတွေကိုတဘာဝအတိုင်းဖော်ဆက်ထားတာဖြစ်ကြောင်းဆိုင်ကထွက်တုန်းကတစ်ဆက်မှယူမလာခဲ့ပဲသူလိုရှိရင်ဒီထက်ကောင်းတာကိုအချိန်မရွေးလုံးနိုင်ကြောင်းရှင်းပြပါတယ်ဒါတွေမကပဲမလျူတို့ဆိုင်မှာတုံးတဲ့အချောက်ခံကြီးဟာမြို့တော်ပိုင်းကစေးတုပ်ဆက်ယုံကနေတပုံးကိုငွေ90နဲ့ဝယ်ထားတဲ့စက်မှုသုံးအရေးတွေဖြစ်ပြီးအဲ့ဒါကို100လောက်ပြန်ရောဆက်သုံးထားတာလို့အဆက်ခွဲလိုက်ပါတယ်မလျူကမဟုတ်မမှန်တွေရှောက်ပြောနေတယ်လို့ထိတ်လန့်တုံလို့စွာညင်းဆိုပေမဲ့လင်းချေကတဘာဝအတိုင်းဖော်ဆက်ထားတဲ့ဆေးကြီးကတရေတဲကိုဖြည်းဖြည်းချင်းပဲစိတ်ဝင်တာမို့တရေသားကိုလုံးဝမပျက်စီးစေကြောင်းတကယ်လို့တမင်တက်ဆေးခတ်ခံရတာဆိုရင်အဲ့ရဲ့ပျက်စီးမှုကနေရာကွက်ကြားပဲဖြစ်ရမှာဖြစ်ပေမဲ့ဝမ်မျိုးသမီးကြီးရဲ့အိတ်ကတော့လက်ကင်ကနေအောက်ခြေထိတလောကလုံးကတ်ဆေးနေတာကိုထောက်ပြပါတယ်ဒါဟာအိတ်ကိုအမြန်ချောက်ချင်စောနဲ့အပူချိန်မြင့်မားတဲ့အချောက်ခံဒိတ်တာထဲထည့်လိုက်လို့ဆေးရည်တွေတအိတ်လုံးကိုပြန့်နှံ့သွားစေတာဖြစ်ပြီးဆိုင်ကအလုပ်ထုတ်ခံထားရတဲ့ကူလီတယောက်အနေနဲ့ဆိုင်ထဲကအချောက်ခံဒိတ်တာကိုတွားရောက်ကင်တွယ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ကြောင်းအချက်လက်ကျခြေပလိုက်ပါတော့တယ်ဒီတော့မှဝမ်မျိုးသမီးကြီးလည်းအမှန်တရားကိုသိသွားပြီးမကောင်းတဲ့ဆေးရည်တွေသုံးယုံတင်မကပဲပြဿနာတက်တော့တခြားလူကိုအပြစ်ပုံချဖို့ကြံစီတဲ့မလျူကိုကြည့်ကသူတို့ကိုအောက်တန်းစားတွေထင်နေလားဆိုပြီးဒေါသအမျက်ချောင်းထွက်ပါတော့တယ်မလျူလည်းပြားတလဲနဲ့အာဟောင်ကိုလှည့်ပြီးနေငါးကွယ်ရာမှာစက်မှုသုံးဆေးရည်တွေဝယ်ပြီးငါးဆိုင်ကိုဖျက်ဆီးတာလားလို့အော်ဟစ်တဲ့အခါအာဟောင်ကလည်းမခံတော့ပဲဒီဆေးရည်ဝယ်ဖို့ပိုက်ဆံကိုမလျူကိုယ်တိုင်လက်မှတ်ထိုးပေးခဲ့တာဖြစ်ပြီး3 ရက်အတွင်းအတင်းကျပ်အခိုင်းလို့သုံးခဲ့ရတာပါလို့အချင်းချင်းအဆက်ခွဲကြပါတော့တယ်
လူများရှိမှာပဲသူတို့နှစ်ယောက်ဟာတရားခံအစ်စ်အမှန်ဖြစ်တက်တေထွက်ဆိုချက်တွေပေါ်ပေါက်သွားခဲ့ရပါပြီဒေါသထွက်နေရဲ့အမျိုးသမီးကြီးတွေကလူမိုက်နှစ်ယောက်ကိုရဲလက်အပ်ဖို့စီစဉ်နေချိန်မှာဝမ်မျိုးသမီးကြီးကလင်းချယ်ရဲ့ဆိုင်လေးတဲကတေတလပစွာပြုပြင်ထားတဲ့အိတ်တွေကိုမြင်ပြီးဒါတွေအားလုံးမင်းကိုယ်တိုင်ပြင်ထားတာလားလို့အံ့ဩလုံးလှုပ်စွာမေးမြန်းပါတယ်လင်းချယ်ကတော့တည်ငြိမ်အေးဆေးရဲ့အပြုံးနဲ့အတူအလုပ်တစ်ခုကိုအချိန်ပေးပြီးတေချာဆေးဆက်စွာလုံးမသာအကောင်းဆုံးလက်ရထွက်ရှိတာဖြစ်ကြောင်းသူ့အနေနဲ့အမြန်ပြီးဖို့ထက်စေတနာပါဖို့ကိုသာအဓိကထားကြောင်းပြောလိုက်ပါတယ်လင်းချယ်ရဲ့ဆိုင်လေးထဲမှာဖောက်တယ်တွေဟာသူတို့ရဲ့အိတ်တွေကိုပြန်လည်ရရှိသွားတဲ့အခါအံ့ဩဝမ်းသာဖြစ်ပြီးဝိုင်းဝန်းချီးကျူးကြပါတော့တယ်အနာဆုံးလေးတွေပုံမဲ့နေတာအားလုံးပြောက်ွယ်သွားရုံတင်မကပဲအစ်စ်ဝယ်တော့ကထက်တောင်ပိုမိုတောက်ပနေတာကြောင့်အရင်ကဆိုင်ကြီးတွေမှာငွေထောင်ချီပေးပြီးပြင်ခဲ့ရပေမဲ့အိတ်သားတွေမှာပြီးမချုံမွေပဲအထစ်တွေဖြစ်ကြံခဲ့ကြောင်းလင်းချယ်ရဲ့ဆိုင်လေးကတော့လက်ခတ်လဲတင်းတင်းပြီးလက်ရကလည်းအပြစ်ပြောစရာမရှိအောင်ကောင်းမွန်လုံးကြောင်းလူတိုင်းကတတတာပြောဆိုကြပါတယ်လုပ်ငန်းခွင်ထဲမှာဆယ်စုနှစ်တခုကျော်ဖြတ်တန်းခဲ့တဲ့မမတ်လူဟာလည်းလင်းချယ်ရဲ့အဲ့ဒီလက်ရကိုမြင်လိုက်ရတဲ့အခါဒါဟာတာမန်လက်လုပ်ကူလီတယောက်လုံနိုင်တဲ့အရေးချင်းမျိုးလုံးဝမဟုတ်မှန်ကောင်းကောင်းကြီးရိပ်မိသွားပါတယ်အဲ့ဒီအချိန်မှာပဲဝမ်မျိုးသမီးကြီးကလင်းချယ်ကိုကြည့်ပြီးပျက်စီးသွားတဲ့သူ့ရဲ့တန်ဖိုးကြီးအိတ်ကြီးကိုပါပြန်ပြင်ပေးနိုင်မလားလို့မျှော်လင့်ချက်ပြည့်နဲ့မေးမြန်းပါတော့တယ်လင်းချယ်ကပြင်ပေးနိုင်ကြောင်းဒါပေမဲ့စီကံချက်နှစ်ချက်ရှိတယ်လို့ပြက်ပြက်သားသားပြောလိုက်ပါတယ်ပထမအချက်ကပြုပြင်ချိန်ဒလတိပေးရမှာဖြစ်ပြီးအဲ့ဒီအတော်အတွင်းလာရောက်မလို့ဖို့နဲ့ဒုတိယအချက်အနေနဲ့လက်ခငွေ3သိန်းကျတဲ့မှာဖြစ်ကြောင်းအတိပေးလိုက်ပါတယ်ဒီပမာဏကိုကြားတော့ဘေးကလူတွေက3သိန်းတောင်ဆိုပြီးအံ့ဩတုံလှုပ်သွားကြတယ်လို့မမတ်လူကလည်းဒါဟာလူလိမ်လုပ်ငန်းပဲဖြစ်ပြီးဝမ်မျိုးသမီးကြီးအနေနဲ့မယုံကြည်ဖို့လင်းချယ်ဟာပိုက်ဆံလည်ယူပြီးထွက်ပြေးဖို့ကြံစီနေတာဖြစ်ကြောင်းကြားကနေဝင်ရောက်ပတ်ဆက်ပါတော့တယ်ဒါပေမဲ့လင်းချယ်ကတော့တည်ငြိမ်စွာနဲ့ပဲလက်ရကောင်းမကောင်းဆိုတာနှုတ်နဲ့ပြောနေဖို့မလိုကြောင်းတရေစပေါ်မှာဓာတုဆေးရည်နဲ့တဘာဝဆေးရည်ရဲ့ကွာခြားချက်ကိုရေးဆက်ချပြီးအမျိုးသမီးကြီးကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ကြောင်းသက်သေပြလိုက်ပါတယ်ပြီးတော့သူကဆက်လက်ပြီးတကယ်လို့မပြင်နိုင်ရင်အိတ်တစ်တလုံးပြန်ရော်ပေးမှဖြစ်ကြောင်းနဲ့မမတ်လူတို့နဲ့ပတ်သက်တဲ့အကျွေးတွေကိုတော့သူတို့ဘာသာသူတို့ဆက်ရှင်းကြဖို့လမ်းခွဲလိုက်ပါတယ်လင်းချယ်ရဲ့ယုံကြည်ချက်ကိုမြင်တော့တခြားမျိုးသမီးကြီးတွေကလည်းသူတို့ရဲ့တန်မိုးကြီးအိတ်တွေကိုပါပြင်ပေးဖို့ငွေကြေးကိုပဒါနာမထားပဲအလူအယက်အနှံကြပါတော့တယ်လင်းချယ်ကလည်းအချောက်ခံကြီးကြောင့်ဆိုးဆိုးရွားရွားပျက်စီးသွားတဲ့အိတ်တွေကိုပြန်လဲတက်သွင်းဖို့အရင်းနှီးနဲ့သွေးကြွေးတွေအများကြီးစိုက်ထုတ်ရမှာဖြစ်လို့တသိန်းအောက်အိတ်တွေကိုလုံးဝလက်မခံပဲတန်မိုးနဲ့ညီတဲ့လက်ခတွေကိုသာတောင်းဆိုခဲ့ပါတယ်ဒီလိုနဲ့လက်ခစုစုပေါင်းဟာ30ကျော်အထိရှိသွားခဲ့ပါတယ်ဒါကိုမြင်တဲ့မမတ်လူကမနာလိုစိတ်နဲ့အဲ့ဒီဖောက်တယ်တွေဟာသူ့ရဲ့ဖောက်တယ်တွေဖြစ်တယ်လို့လမ်းអော်တဲ့ခါမှာတော့ဝမ်မျိုးသမီးကြီးကဒေါသတကြီးနဲ့မမတ်လူအနေနဲ့ဒီနေ့ကစားပြီးဒီမျိုးရဲ့တရေလုပ်ငန်းလောကမှာလုံးဝဇက်သိမ်းသွားပြီဖြစ်ကြောင်းရော်ကြေး6တန်း8သိန်းကိုပေးရမယ့်အပြင်တရားမဝင်အစိတ်တောက်ဖြစ်စေတဲ့ဓာတုဆေးရည်တွေတုံးဆွဲမှုနဲ့ရဲတိုင်မှာဖြစ်လို့တမိသားစုလုံးပြိုကွဲပြီးထောင်ထဲမှာပဲတွားနေလိုက်တော့လို့မောင်းထုတ်လိုက်ပါတော့တယ်မမတ်လူလည်းကြောက်လန့်တကြားနဲ့ဒူးထောင်ကိုယူပြီးဆိုင်ရောဆက်ပစ္စည်းတွေကိုပါအားလုံးပေးပါမယ်ရဲတော့မတိုင်ပါနဲ့လို့တောင်းပန်ရှာပေမဲ့ဝမ်မျိုးသမီးကြီးကတော့အဲ့ဒီအမိုက်ဆက်တွေကိုကိုမျက်ရည်ကိုတုပ်ဖို့သာတင်ထားလိုက်တော့လို့ယုံရင်းစွာပြောဆိုပါတယ်ဘေးကအာဟောင်ကလည်းဆိုင်လေပျက်စီးပြီဖြစ်လို့ဆက်မလုပ်တော့ပဲထောင်ထဲအထိအတူတူမလိုက်နိုင်ဘူးဆိုပြီးမမတ်လူကိုပြစ်ပယ်ကထွက်ပြေးသွားတာကြောင့်မမတ်လူတယောက်စီးစိမ်လဲမဲ့လူလဲအထီးကျန်စွာနဲ့ငိုကြွေးကြံရိပ်ခဲ့ပါတော့တယ်တစ်ဖက်မှာတော့လင်းချယ်ဟာပျက်စီးနေတဲ့အိတ်တွေကိုအလုံးစိတ်ရှိစွာနဲ့ကက်ဆေးနေတဲ့ဆေးရည်တွေကိုတဆုံးချင်းစီတုပ်တင်ပြီးတဘာဝဆိုးဆေးတွေနဲ့တရေသားကိုပြန်လဲဖြစ်တင်ပေးခဲ့ပါတယ်ဒီလိုနဲ့တိတ်တဆိတ်နဲ့အလုပ်ကြိုးစားခဲ့တဲ့တလတာအချိန်ကာလအကုန်ဆုံးသွားတဲ့အခါမှာတော့ဝမ်မျိုးသမီးကြီးဟာရှေ့မှာမြင်တွေ့လိုက်ရတဲ့အိတ်ကြီးကိုကြည့်ပြီးအံ့ဩလုံးလို့ပါဆက်ဟောင်းသားဖြစ်သွားပါတယ်ကက်ဆေးပြီးပျက်စီးနေတဲ့အိတ်ဟောင်းကြီးဟာအခုတော့အစ်စ်ဝယ်တော့ကထက်တောင်ပိုမိုလာပါဆန်းတစ်နေတာကြောင့်ဘလို့နေလန်းနဲ့လှုပ်လိုက်တာလဲလို့မေးမြန်းကြပါတယ်လင်းချယ်ကတရေဟာကဲတင်လို့ရပေမဲ့နေလန်းမှန်ဖို့လိုအပ်ကြောင်းဒါဟာသူ့ရဲ့အဖိုးဖြစ်သူတင် जा ပေးခဲ့တဲ့ရှေးဟောင်းတရေပြန်လဲဆန်းတစ်ခြင်းအတက်ပညာဖြစ်ကြောင်းဂုဏ်ယူစွာရှင်းပြပါတယ်လင်းဆိုတဲ့မျိုးရိုးနာမီကိုကြားလိုက်ရတဲ့အခါမှာတော့ဝမ်မျိုးသမီးကြီးကရုတ်တရက်တတိယသွားပြီးမင်းကလွန်ခဲ့တဲ့နှစ်ပေါင်း30ကကောင်းစစ်ဝင်ရုံးကအမျိုးသမီးတွေရဲ့တန်မိုးကြီးအိတ်တွေကိုပဲတီးတန့်ပြင်ဆင်ပေးခဲ့တဲ့နမီကျော်နဝိဇာလက်ပိုင်ရှင်လင်းရဲ့မျိုးဆက်ပဲမဟုတ်လားလို့အံ့ဩလုံးလှုပ်စွာမေးမြန်းပါတော့တယ်တချိန်ကသူ့ရဲ့အဖိုးလက်ထက်မှာတော့ဒီတက်ပညာဟာတလောကလုံးမှာဟိုးကြော်အောင်နမီကြီးခဲ့ရမယ်နောက်ပိုင်းမှာမတော်တဆမှုတွေကြောင့်မိသားစုအခြေအနေပျက်စီးခဲ့ရပါတယ်လင်းချယ်ဟာဝမ်းရည်အတွက်သူ့ရဲ့နမီရင်းကိုဖျောက်ဖျက်ပြီးမမတ်လူရဲ့ဆိုင်မှာကူလီတယောက်အဖြစ်ဝင်ရောက်လုပ်ကင်ခဲ့တာဟာတရေတွေကိုဆက်လက်ကင်တွေခွင့်ရဖို့နဲ့ရှေးဟောင်းတဲ့စနစ်တွေကိုခေတ်မီနည်းပညာနဲ့ပေါင်းစပ်ဖို့အတွက်သာဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့စေတနာနဲ့အတတ်ပညာကိုမသိတဲ့လူမိုက်တွေကတော့သူ့ကိုခြေပွားအောက်မှာနင်းချပြီးနှိမ်ချဆက်ဆံခဲ့ကြတာပါမြေအောက်လမ်းလေးတွေကဆိုင်ကန်းအိုလေးကိုပိတ်ပြီးတခြားတနေရာကိုပြောင်းရွှေ့ဖို့ပြင်ဆင်နေတဲ့လင်းချယ်ကိုကြည့်ပြီးအမြဲတမ်းစောင့်ရှောက်ပေးခဲ့တဲ့အဖိုးအိုကလက်နှုတ်ဆက်ပါတယ်လင်းချယ်ကလည်းဒီတော်တွင်စောင့်ရှောက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောတဲ့အခါအဖိုးအိုကရေမောပြီးမင်းကိုကြည့်ကြတဲ့ကတာမန်လူမဟုတ်မှန်းငါသိပြီးသားပါလို့ဆိုပါတယ်ပြီးတော့မနေ့ကပဲယူနန်နန်အမျိုးသမီးတယောက်ရောက်လာပြီးမင်းရဲ့ဆိုင်ကုန်လေးရှိမှာအကြာကြီးငိုယိုသွားခဲ့တယ်လို့ပြောပြပါတယ်အဲ့ဒီအမျိုးသမီးကတော့တခြားသူမဟုတ်ပဲဘဝပြတ်သွားတဲ့ဆိုင်ရှင်ဟောင်းမမလူပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲသူမဟာသွေးယူသွေးတန်းနဲ့လင်းချယ်စီရောက်လာပြီးငိုယိုကသူမသွားခဲ့ကြောင်းလင်းချယ်အနေနဲ့ငွေတန်းချီရှာနိုင်ပြီးဆရာကြီးတယောက်ဖြစ်နေပြီမို့လို့သူ့ကိုငွေ3-5သိန်းလောက်ချေးပေးပြီးကဲတင်ပါဦးလို့ဒူးထောက်တောင်းပန်ရှာပါတယ်ကျွေးရှင်တွေကသူ့ကိုအသေးတက်တော့မဲ့အခြေအနေမို့လို့အမားကိုတိပါပြီလို့ငိုယိုနေတဲ့မမလူကိုကြည့်ပြီးလင်းချယ်ကအေးဆက်စွာပဲအရင်တုန်းကသူ့ကိုဖက်နဲ့တိုက်အိပ်ဖာတဲ့ကူလီတယောက်သာဖြစ်ပြီးကိုဆရာလို့အထင်မကြီးဖို့ပြောခဲ့တာတွေကိုမေ့သွားပြီလားလို့မေးခွန်းထုတ်လိုက်ပါတယ်မမတ်လူကမျက်စိကမ်းပြီးလောဘဇောတက်ခဲ့မိကြောင်းသူ့ဆိုင်မှာတနစ်တိတိခိုလုံခွင့်ပေးခဲ့တာကိုထောက်ထားပြီးခွင့်လွှတ်ပေးဖို့တောင်းပန်တဲ့အခါမှာတော့လင်းချယ်ကပိုပြီးစိတ်နာသွားပါတယ်ဆိုင်မှာတစ်နှစ်လုံးအညစ်ပတ်ဆုံးနဲ့အပင်ပန်းဆုံးအလုပ်တွေကိုလုပ်ပေးခဲ့ပြီးဆိုင်ရဲ့အဓိကဆေးရည်ကိုပါဖော်ဆက်ပေးခဲ့တာကိုနှစ်ကုန်မှာငွေ1600ပဲပေးပြီးသူကိုယ်တိုင်ငွေစိုက်ဝယ်ထားတဲ့ပစ္စည်းတွေကိုပါအတန်မှတင်းကျင်ခဲ့တဲ့လောက်ရက်ကခိုလုံခွင့်ပေးတာလားလို့ဒေါသတကြီးမေးခွန်းထုတ်လိုက်ပါတယ်
လင်းချက်ကမတ်လူဘွားပြဲရတာဟာသူ့လိုမဟုတ်ပဲကိုယ်တိုင်လောဘကြီးပြီးအခြေခံအသက်မွေးဝမ်းကြောင်းတိတ်ခါကိုပါဖျက်ဆီးခဲ့လို့ဖြစ်ကြောင်းမိမိလုပ်ခဲ့တဲ့ဝေကျွေးကိုမိမိဘာသာပြန်ပေးဆက်ရမှာဖြစ်လို့သူ့ရဲ့တန်ရှင်းတဲ့နေရာကိုလာပြီးမိပတ်စေနဲ့လို့ပြက်ပြက်သားသားမောင်းထုတ်လိုက်ပါတော့တယ်တစ်ဖက်မှာတော့မြေရောက်လန်းကအဘိုးအိုကတော့လမ်းသွားလမ်းလာတွေကိုအရင်ကတည်းကဒီဆရာလေးကိုအထင်မသေးဖို့ပြောခဲ့တာဆိုပြီးဂုံယူဝင့်ကြွားစွာကြွားဝါနေခဲ့ပါတယ်လင်းချေကတော့တရေပစ္စည်းတွေကိုပြုပြင်ရင်းနဲ့တရေရဲ့တဘာဝအတိုင်းအနှစ်သာရပေါ်လွင်လာအောင်လုပ်ရတာဟာလူဘဝနဲ့အတူတူပဲဖြစ်ကြောင်းအလုပ်တစ်ခုကိုနေကွေးပါစေအောင်တော့ခြေလန်းတိုင်းကခိုင်ခန့်နေဖို့လိုအပ်ပြီးအလင်းစလိုနဲ့အမျက်ကြီးစားခြင်းရင်တော့နောက်ဆုံးမှာကိုထိုက်နဲ့ကိုကန်ပျက်စီးရတတ်ကြောင်းအတွေးဝါနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလင်းချေရဲ့လက်ရာကိုအားကိုးပြီးဖောက်တဲ့အစ်စ်တွေထက်ခေါ်ပေးမဲ့အမျိုးသမီးကြီးကရောက်လာပြီးဒီနေ့ရှန်ဟိုင်းကနေလာမဲ့လူကူးလူကြီးမင်းကဘလို့လူမျိုးလဲလို့စိတ်လှုပ်ရှားစွာမေးမြန်းပါတယ်လင်းချေကတော့လူကြီးမင်းမရောက်သေးတာမို့လို့စိတ်မလောဖို့တည်ငြိမ်စွာပြောပေမဲ့အမျိုးသမီးကြီးကတော့အဲ့ဒီချန်မျိုးသမီးကြီးဟာရှန်ဟိုင်းရဲ့တထေးအတိုင်းဝိုင်းမှာထိတ်ဆုံးကဖြစ်ပြီးသူ့ရဲ့အိတ်စုဆောင်မှုတွေကဒီမျိုးကအမျိုးသမီးတွေအားလုံးပိုင်ဆိုင်တာထက်တောင်ပိုပြီးတန်မိုးကြီးတာမို့လို့ရင်ခုန်နေရတာဖြစ်ကြောင်းပြောဆိုပါတယ်အဲ့ဒီအချိန်မှာပဲလင်းချေကတော့တရေကိုအင်အားလုံးကြုံသုံးပြီးမကင်တွယ်ဖို့တဘာဝအမွေးအမင်ပေါက်တွေကိုပျက်စီးစေတတ်တာမို့လို့အထဲကနေအပြင်ဘက်ကိုအာယူပြီးညင်သာစွာကင်တွယ်ရမှာဖြစ်ကြောင်းသူ့ရဲ့အတတ်ပညာကိုသာအာယုံစိုက်နေခဲ့ပါတယ်မကြခင်မှာပဲခြေတံပြင်းပြင်းနဲ့အတူရှန်ဟိုင်းကလူကြီးမင်းချန်မျိုးသမီးကြီးရောက်ရှိလာပြီးလင်းချေဆရာလေးရှိပါသလားလို့လမ်းမေးပါတယ်လင်းချေကသူဖြစ်ကြောင်းပြောလိုက်တဲ့အခါချန်မျိုးသမီးကတခြားသူတွေမပြင်နိုင်တဲ့ပစ္စည်းတွေကိုပြင်နိုင်တယ်လို့ကြားလို့လာခဲ့တာဖြစ်ကြောင်းသူ့ရဲ့အိတ်ကိုရှန်ဟိုင်းကနာမည်ကြီးဆိုင်ကြီးငါးဆိုင်လုံးကအကွဲကြောင်အရန်ကြီးလို့မပြင်ရဲဘူးဆိုပြီးအတစ်တာဝယ်လိုက်တော့လို့ညှင်းလွတ်လိုက်ကြတဲ့တန်ဖိုးကြီးအိတ်ကြီးကိုထုတ်ပြပါတယ်လင်းချက်ကအဲ့ရဲ့တရေသားကိုတေချာကင်တွေစစ်ဆေးပြီးရဲ့နောက်မှာတော့ချန်မျိုးသမီးကြီးကိုကြည့်ပြီးဒီအိတ်ကတဘာဝအတိုင်းအလိုလျောက်ကွဲအပ်တာမဟုတ်ပဲဆိုင်ဟောင်းကစက်နဲ့အနာသက်တွေကိုဖိညက်တုံးကအားပြင်းလုံးလို့တရေကိုအလဲကနေကွဲထွက်သွားစေတာဖြစ်ကြောင်းဒါတင်မကပဲအဲ့ဒီအကွဲကြောင်ကိုဓာတုဆေးရည်နဲ့ပြန်ကပ်ဖို့စ조사ခဲ့ကြလို့တရေနာသက်တွေပါလောင်ကျွမ်းပျက်စီးသွားရတာဖြစ်ကြောင်းတစ်ချက်ချင်းစီထောက်ပြလိုက်ပါတယ်ချန်မျိုးသမီးကြီးကဒါကိုလင်းချေမြင်ုံနဲ့တင်သိနိုင်တာကိုအံ့ဩသွားတဲ့အခါလင်းချေကမြင်နိုင်ုံနဲ့မရပဲပြင်နိုင်ဖို့ပါလိုအပ်ကြောင်းဒီတရေဟာရေငန်မိကြောင်းအမျိုးစားရဲ့ဝမ်ပိုက်တာအနုစိတ်တရေစစ်ဖြစ်လို့ဈေးကွက်မှာရှာဖို့အလွန်ကဲရင်ကြောင်းဒါပေမဲ့သူ့စီမှာတော့လွန်ခဲ့တဲ့3နှစ်ကပြင်တစ်တရေကုန်တဲ့စီကနေငွေ2000ကျော်ပေးပြီးဝယ်ယူစုဆောင်းထားတဲ့တန်မိုးကြီးတရေစစ်တဆရှိနေကြောင်းပြောလိုက်ပါတယ်ဒါဟာရှန်ဟိုင်းကဆိုင်ကြီးတွေတောင်လက်လျှော့ခဲ့ရတဲ့တန်မိုးကြီးအိတ်ကိုအသက်ပြန်သွင်းပြီးလင်းချေရဲ့နဝိဇာလက်ရာကိုတနိုင်ငံလုံးသိအောင်တက်တည်ပြရမယ်အကြီးမားဆုံးစိန်ခေါ်မှုပွဲကြီးစတင်လိုက်တာပဲဖြစ်ပါတော့တယ်ချန်မျိုးသမီးကြီးကလင်းချေကိုကြည့်ပြီးအံ့ဩလုံးလှုပ်စွာနဲ့မင်းရဲ့အတိတ်ပဲကဒီတန်ဖိုးကြီးတရေစားနဲ့ငါအိတ်ကိုပြန်ဖာပေးမလို့လားလို့မေးလိုက်ပါတယ်လင်းချေကတော့ယုံကြည်ချက်ပြည့်နဲ့ဒါဟာတာမန်ဖာသေးတာမျိုးမဟုတ်ပဲပျက်စီးနေတဲ့အကွဲကြောင်းနေရာကိုအဆအဆုံးအစားထိုးလဲပြစ်မှာဖြစ်ကြောင်းအဲ့ရဲ့တရေရေးကြောင်းကအစအယောင်ထိတဘာဝအတိုင်းထက်တူကြအောင်လုပ်ပေးမှာမို့လို့တာမန်မျက်စိနဲ့လုံးဝကြည့်လို့မသိစေရဘူးလို့အာမခံလိုက်ပါတယ်ချန်မျိုးသမီးကြီးကဈေးနှုန်းကိုမေးတဲ့အခါလင်းချေကငွေ3,800ကျတင်မယ်လို့ပြက်ပြက်သားသားပြောလိုက်ပါတယ်ဒီလိုဈေးကြီးပေးရတာကိုချန်မျိုးသမီးကြီးကတခုမှမစစ်ပဲချက်ချင်းပဲချက်လက်မှတ်ထုတ်ပေးလိုက်ပါတော့တယ်ဘေးကအမျိုးသမီးကြီးကတော့ဒါကိုမြင်ပြီးအံ့ဩလုံးလို့ပါဆက်ဟောင်းသားဖြစ်သွားပြီး3,800ကိုဈေးတောင်မစစ်ပဲပေးလိုက်တာလားလို့ရေရွမိပါတယ်လင်းချေကအမျိုးသမီးကြီးကိုကြည့်ပြီးဖောက်တဲ့တယောက်ပေါ်လာနိုင်မဲ့အခွင့်အရေးအတွက်ငွေ2000ကျော်တန်တရေဆောက်ကို3နှစ်တိတိကြိုတင်ဝယ်ယူပြီးစိတ်ရှိလက်ရှိစောင့်ဆိုင်နိုင်တဲ့ဆရာတယောက်ရဲ့အတတ်ပညာအတွက်ဒီငွေ3,800ဆိုတာအရန်ကိုထိုက်တန်ကြောင်းရှင်းပြပါတယ်ချန်မျိုးသမီးကြီးကလည်းလင်းချေကိုကြည့်ပြီးဒီအိတ်ဟာသူ့မျိုးသားမကွယ်လွန်ခင်တစ်နှစ်ကပေးခဲ့တဲ့နောက်ဆုံးမွေးနေ့လက်ဆောင်ဖြစ်တာကြောင့်အိတ်လေးကိုမြင်ရင်အမျိုးသားဖြစ်သူဘေးနားကနေဘယ်တော့မှထွက်မသွားခဲ့တယ်လို့မျိုးအကောင့်တိုင်းပြန်ဖြစ်ချင်တယ်လို့ရင်ဖွင့်တောင်းဆိုလာပါတယ်လင်းချေကဂတိပေးလိုက်ပြီးဒီအိတ်ရဲ့တရေမျက်နှာပြင်ကတဘာဝအတိုင်းမိုင်းညို့ပြီးပြည့်ပြည့်တဲ့အတွင်ပြင်ရှိနေတာကြောင့်ဘလို့ဓာတုဆေးရီမှသုံးလို့မရကြောင်းသုံးလိုက်ရင်တရေသားပျက်စီးသွားမှာဖြစ်လို့တရေတလက်မှချင်းစီကိုအနည်းဆုံးအကြိမ်20ထက်မနည်းလက်နဲ့ပဲအနုစိတ်ပုတ်တက်ပြင်ဆင်ရမှာဖြစ်ကြောင်းတွက်ချက်ပါတယ်ဒီလိုနဲ့လင်းချေဟာအိတ်တလုံးလုံးကို9ရက်တိုင်တိုင်အေးပြက်ခံပြီးပြုပြင်ခဲ့ပါတယ်ဒါဟာသူ့ရဲ့အဖိုးတင် जा ပေးခဲ့တဲ့ရှိုးဝက်ချက်ဖြစ်တဲ့တရေလွှာချင်းအစားထိုးဆက်ဆက်ခြင်းအတတ်ပညာပဲဖြစ်ပါတယ်တရေတရဲ့အပေါ်ရန်လွှာကိုအိတ်ဟောင်းပေါ်မှာအရေးကြောင်းအယောင်နဲ့အထူပါအားလုံးထပ်တူကြအောင်ပေါင်းဆက်ရတာဖြစ်ပြီးအထူဟာ3.3 မီလီမီတာထက်လုံးဝမကျော်လွန်စေရပါဘူးဘေးကအမျိုးသမီးကြီးကလည်းလင်းချေရဲ့အနုစိတ်လှုပ်ရှားမှုကိုကြည့်ပြီးလက်တွေလုံးဝမတုံဖို့စိုးရိမ်တကြီးတတိပေးပါတယ်လင်းချေကလည်းအားဆိုင်မှုတူညီနေမှသာတရေထဲမှာလေဘူးဖောင်းတွေမထွက်မှာဖြစ်လို့အသက်ကိုအောင်ပြီးအာယုံစိုက်နေခဲ့ပါတယ်နောက်ဆုံးဆင်းဖြစ်တဲ့အယောင်ဆက်တဲ့နေရာမှာတော့အဲ့ရဲ့အလဲဘိုးပလဲဖြူရောင်ကနေဘေးနားသက်မီးခိုးနုရောင်ထိတဘာဝကြကြအလင်းမောင်ပြောင်းလဲသွားဖို့တရက်တိတိအချိန်ယူပြီးဆက်ခဲ့ရပါတယ်တလားပြီလို့အိတ်ကိုလာယူတဲ့အခါမှာတော့ချန်မျိုးသမီးကြီးဟာမျက်ရည်တွေဝဲလာပြီးအိတ်လေးကိုပုတ်တက်ရင်းနဲ့သူ့မျိုးသားဆုံးပါသွားတဲ့နေ့ကဂတိအတိုင်းအခုတော့သူကောင်းကောင်းမွန်မွန်ရှင်းတန်းနေထိုင်နေပြီဖြစ်ကြောင်းအိတ်လေးကိုအကောင်းတိုင်းပြန်မြင်ရတဲ့အတွက်အမျိုးသားဖြစ်သူဘေးနားကိုပြန်ရောက်လာတယ်လို့ခံစားရလို့လင်းချေကိုအထူးပင်ကျေးဇူးတင်ကြောင်းပြောဆိုပါတယ်ပြီးတော့သူ့ရဲ့တီးတန့်ဖုံးနံပါတ်ပါတဲ့နမီကတ်ကိုပေးလိုက်ပြီးရှန်ဟိုင်းကတထေးတိုင်းဝိုင်းကမင်းထင်တာထက်ပိုပြီးကျေပြန့်တာမို့လို့ဒီထက်မကတဲ့အော်ဒါကြီးတွေကိုလက်ခံဖို့ပြင်ဆင်ထားလိုက်တော့လို့လမ်းဖွင့်ပေးခဲ့ပါတယ်ဒီနာမီကတ်ရဲ့တန်ဖိုးဟာအရင်ကဝမ်မျိုးသမီးကြီးပေးခဲ့တာထက်အဆက်တရာမှကပုံမိုလေးနဲ့လုံးလာပါတယ်ထိုနေ့ကစပြီးလင်းချေစီကိုရှန်ဟိုင်းဘက်ကနေဟောင်ကောင်မှာစိုးစစ်ပျက်စီးသွားတဲ့မြစဲရောင်မိချောင်းတရေအိတ်တွေခွေးကိုက်လို့အပေါက်ဖြစ်သွားတဲ့တရေအိတ်တွေနဲ့အလှကုန်ရည်တွေဖိတ်ဆင်ပြီးဖောင်းကျပျက်စီးသွားတဲ့ဖွတ်တရေအိတ်တွေစတဲ့တန်ဖိုးကြီးအော်ဒါတွေဆက်တိုက်ရောက်ရှိလာပါတော့တယ်ပြူပြင်ကစုစုပေါင်းဟာ30ကနန်းကျော်ထိရှိလာခဲ့ပါတယ်ဒါပေမဲ့ဆိုင်မှာလင်းချေတယောက်တည်းသာရှိပြီးအိတ်တလုံးကိုအနည်းဆုံး15ရက်ကနေရက်20ထိအချိန်ယူရမှာဖြစ်တယ်လို့အချို့အဆင့်တွေကအဆက်မပြတ်လုပ်ရတာမို့လို့အော်ဒါ10ခုလုံးကိုမအိတ်မနေလုပ်ရင်တောင်4လလောက်ကြာမြင့်မှာဖြစ်ပါတယ်ဘေးကအမျိုးသမီးကြီးကလင်းချေကိုအလုပ်သမားတွေငှားရမ်းဖို့အကြံပေးတဲ့အခါလင်းချေကသူ့ရဲ့အဆင့်မြင့်တက်ပညာကိုအပြင်လူတွေမလုပ်နိုင်ကြောင်းညင်းဆိုပါတယ်
ဒါပေမဲ့အမျိုးသမီးကြီးကဖုံတုတ်တာတိုက်ချွတ်တာနဲ့စီတုတ်တာမျိုးတွေကိုအခုခေါ်ခိုင်းရင်လင်းချယ်အနေနဲ့အိတ်တွေကိုပို့ပြီးအချိန်မီအနံ့နိုင်မှာဖြစ်လို့ဝင်ငွေလဲနှစ်ဆတိုးလာလိမ့်မယ်လို့အယောင်းဝယ်ဆန်ဆန်ရှင်းပြပါတယ်လင်းချယ်ကတော့သူ့ရဲ့အဖိုးဖြစ်သူမှာကြားခဲ့တဲ့ဒီတက်ပညာဟာအမျိုးနွယ်တွင်းတာလက်ဝက်လက်ဆင့်ကမ်းရမှာဖြစ်ပြီးလူမားတင်မိရင်မတင်ပေးတာထက်ပိုပြီးအနေရကြီးမတက်ကြောင်တပဲ့မွေးရင်သားသမီးလိုသဘောထားပြီးတေချာရွေးချယ်ရမယ်လို့မှာခဲ့တာကိုတတိယကအချိန်ခိတတောင်းခံလိုက်ပါတယ်နောက်ဆုံးမှာတော့လင်းချယ်ကတပဲ့မွေးတာမျိုးမဟုတ်ပဲအခြေခံအလုပ်တွေကိုသာကူညီပေးမဲ့လက်ထောက်ဖြစ်အသက်23နှစ်ရွယ်ကောင်မလေးဆူဝမ်ကိုအင်တာဗျူးခဲ့ပါတယ်။ဘာကြောင့်ဒီအလုပ်ကိုရှောက်ထားရတာလဲလို့မေးလိုက်တဲ့အခါဆူဝမ်ကလင်းချယ်ပြန်ပြင်ထားတဲ့အိတ်တွေကိုမျက်မြင်တွေ့ခဲ့ရလို့ဖြစ်ကြောင်းသူ့မိရဲ့10နှစ်ကျော်သက်တမ်းရှိတဲ့ every အိတ်ဟောင်းကြီးကိုစိုင်ကြီးတွေကဖျက်ဆီးပစ်ခဲ့ရမယ်။လင်းချယ်ကအကောင့်တိုင်းပြန်ပြင်ပေးခဲ့တာမို့လို့သူ့မိကအခုထိဂုဏ်ယူစွာနဲ့လွယ်နေုံတင်မကပဲတွေ့ရလူတိုင်းကိုလင်းချယ်ရဲ့လက်ရအကြောင်းချီးမွမ်းကမ်းဖွင့်နေတာကြောင့်လင်းချယ်စီမှာအလုပ်လုပ်ချင်တာဖြစ်ကြောင်းစိတ်အားထက်သန်စွာရင်ဖွင့်လာပါတော့တယ်။လင်းချယ်ကဆူဝမ်ကိုစမ်းသက်တဲ့အနေနဲ့သူ့ဆိုင်မှာအလုပ်လုပ်ရတာဘာကိုဆိုလိုတယ်လဲဆိုတာသိရလားလို့မေးလိုက်ပါတယ်။ဆူဝမ်ကလည်းအားလုံးကိုတည်ထားပြီးသားဖြစ်ကြောင်းအကြံပရန်လုပ်ရမှာဖြစ်တယ်လို့ဖနက်တိုက်အိတ်စေးတက်ချွေုံသာဖြစ်ပြီးအဓိကလက်ဝက်ချက်တက်ပညာတွေကိုတင်ယူခွင့်ရမှာမဟုတ်မှန်းသိတယ်လို့ဖြေပါတယ်။ဒါဆိုရင်ရောလှုပ်ချင်သေးလားလို့ထပ်မေးတဲ့အခါဆူဝမ်ကသူတာလုပ်ကိုတေချာစူးစမ်းလုပ်ပြရင်တနေ့နေ့မှာလင်းချယ်ကသူ့ကိုအတက်ပညာတွေမလွဲမသွေတင်ပေးလိုက်မယ်လို့ယုံကြည်တာကြောင့်လှုပ်ချင်ပါတယ်လို့စိတ်ထက်သန်စွာဖြေကြားခဲ့ပါတယ်။လင်းချယ်ကဆူဝမ်ရဲ့စိတ်သက်ကိုသဘောကျပြီးပြုံးကမနှက်ဖြန်ကစားပြီးအလုပ်ဆင်းဖို့ခွင့်ပြုလိုက်ပါတယ်။ဆူဝမ်ဟာတကယ်ကိုအလားအလာရှိတဲ့မျိုးဆက်တစ်ယောက်ဖြစ်ပြီးလက်ရည်တွက်လက်ယုံတင်မကပဲစိတ်လဲအလုံးစစ်ဆက်တေချာသလိုတရေရဲ့တဘာဝကိုလည်းဗီဇအရကောင်းကောင်းနားလည်သူဖြစ်ပါတယ်။လင်းချယ်ကဆူဝမ်ကိုတရေနုမျိုးစားတွေကိုကင်တွယ်တဲ့အခါဈေးကွက်ထဲကဓာတုတန့်စင်စေးရည်တွေသုံးရင်အယောင်လင့်ပြီးဖောင်းကျပျက်စီးတတ်တာကြောင့်လုံးဝမသုံးဖို့နဲ့နွားနို့ကိုသုံးဖို့တင်ကြားပေးပါတယ်။နွားနို့လို့ကြားလိုက်ရလို့ဆူဝမ်အံ့ဩသွားတဲ့အခါလင်းချယ်ကအစီပြည့်ပါတဲ့နွားနို့ကိုရေနွေးနွေးနဲ့တစ်အချိုးသုံးရောဆက်ပြီးနူးညံ့တဲ့ဗရက်လေးနဲ့တရေရဲ့အရေးကြောင်းတိုင်းညင်သာစွာပုတ်တိုက်ပေးဖို့နေလန်းစနစ်ကိုလက်တွေ့ပြသခဲ့ပါတယ်။ဆူဝမ်ကထိုနေ့တိုင်းလုပ်ကြည့်တဲ့အခါအိတ်ပေါ်ကအစွန်းထင်းတွေအားလုံးအံ့ဩစရာကောင်းလောက်အောင်ပျောက်ကွယ်သွားပြီးတရေသားကလည်းပုံမနူးညံ့အိဆက်သွားတာကိုမြင်ပြီးဝမ်းသာအားရဖြစ်သွားပါတယ်။လင်းချယ်ကတရေနုဟာလူရည်ပြားနဲ့အတူတူပဲဖြစ်ပြီးနွားနို့မှာပါတဲ့အစီဓာတ်ကတရေကိုအာဟာရဖြစ်စေကစိုးစေးလွှာကိုလည်းမထိခိုက်စေကြောင်းဒါဟာအခုခေတ်ဈေးကွက်မှာဘယ်သူမှမသုံးတော့တဲ့ရှေးဟောင်းပညာရဲ့ဖြစ်ကြောင်းရှင်းပြပါတယ်။ဆူဝမ်ကဒါဟာလက်ဝက်ချက်ပညာရဲ့လားလို့ဂုဏ်ယူစွာမေးတဲ့အခါလင်းချယ်ကအခြေခံမျှတာဖြစ်ပြီးနောင်ကြရင်ဒီထက်နဲ့နေတာတွေကိုနားလည်လာလိမ့်မယ်လို့ဆိုပါတယ်။လင်းချယ်ကဆူဝမ်ရဲ့လောဘမကြီးပဲစိတ်အေးလက်အေးနဲ့စစ်ဆက်နိုင်တဲ့အရေးချင်းကိုကြည့်ပြီးတစ်ချိန်ကသူ့ရဲ့ပုံစံလေးတိုင်းပြန်မြင်နေရတယ်လို့ခံစားနေရပါတယ်။ဖောက်တဲ့မျိုးသမီးရောက်လာပြီးလင်းချယ်ရဲ့လက်ထောက်လေးကိုချီကျူးကတပဲ့မွေးဖို့အကြံပေးတဲ့အခါလင်းချယ်ကတော့ကန်တရားပေါ်မှာပဲမူတည်ပါတယ်လို့တည်ငြိမ်စွာဖြေကြားခဲ့ပါတယ်။ဒီနေ့မှာဆူဝမ်ကတရေစတဆကိုတိုက်ချွတ်ပြီးလင်းချယ်ကိုလာပြတဲ့အခါလင်းချယ်ကတေချာကြည့်ပြီး3.1 မီလီမီတာလောက်လိုအပ်တာထက်ပိုပါသွားတယ်လို့ထောက်ပြလိုက်ပါတယ်။ဆူဝမ်ကဒီလောက်အသေးဖွဲလေးကိုမျက်စိနဲ့ကြည့်ုံနဲ့သိနိုင်တာလားလို့အံ့ဩသွားတဲ့အခါလင်းချယ်ကအလုပ်ကိုနှစ်ပတ်ကြာအောင်လုပ်လာရင်လက်ကအလိုလိုအတိုင်းအတာတစ်ခုဖြစ်သွားတဲ့ကြောင်းပြုံးပြီးပြောလိုက်ပါတယ်။ပြီးတော့အလင်းဖောက်ယုံထိပဲအတိအကျတိုက်ချွတ်ဖို့နဲ့အလင်းမြင်ရတာနဲ့ချက်ချင်းရက်ဖို့တေချာမှကြားပြီးပြန်လုပ်ခိုင်းပါတယ်။ဒီမြင်ကွင်းကလင်းချယ်ကိုသူ့ဖိုးရဲ့စကားတွေကိုပြန်လည်တီးရစေခဲ့ပါတယ်။တချိန်ကအဖိုးဖြစ်သူကလင်းမိသားစုရဲ့အတက်ပညာ30တိုင်တိုင်ကြော်ကြားခဲ့တာဟာလက်ရကောင်းယုံတင်မကပဲဘယ်တော့မှဖောက်တယ်နဲ့အလုပ်ပေါ်မှာမလိညာမလဲဖျားခဲ့လို့ဖြစ်ကြောင်းတရေကစကားမပြောနိုင်ပေမဲ့ဆရာရဲ့ဓာတ်ချက်နဲ့ဗရက်ချက်တိုင်းကိုမှတ်မိနေတတ်ကြောင်းစေတနာထားရင်တောက်ပတဲ့လက်ရနဲ့ပြန်လည်ပေးဆက်မှာဖြစ်ပြီးအပေါ်ရန်ပြီးဆွဲလို့ရင်တော့အကွဲကြောင်းတွေနဲ့တစ္ဆာဖောက်လိုက်မယ်လို့ဆုံးမခဲ့တာဟာလင်းချယ်အတွက်တော့ဘဝရဲ့အကြီးမားဆုံးလမ်းညွှန်ချက်ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲစစ်ဖက်နဲ့တန်ပြင်းပြင်းနဲ့အတူအရှိန်ဝါကြီးမားတဲ့လူတစုဆိုင်ထဲကိုဝင်ရောက်လာပြီးမင်းကလင်းချယ်လားလို့လေတံမာမာနဲ့မေးမြန်းပါတယ်။လင်းချယ်ကတည်ငြိမ်စွာနဲ့ဟုတ်ပါတယ်ဘာကိစ္စရှိလို့လဲလို့ပြန်မေးလိုက်တဲ့အခါထိုလူကတရေအိတ်ဟောင်းကြီးတစ်လုံးကိုထုတ်ပြပါတယ်။ထိုအိတ်ပေါ်မှာထူးခြားဆန်းပြတဲ့တစိမ့်မတ်သားတစ်ခုထုနှိပ်ထားတာကိုမြင်လိုက်ရတဲ့လင်းချယ်ဟာရုတ်တရက်အံ့ဩသွားပြီးဒါဟာသူ့ဖိုးရဲ့မှတ်တမ်းစာအုပ်ထဲမှာပဲတွေ့ဘူးတဲ့နိုင်ငံတော်အဆင့်အတိအမှတ်ပြုတစိမ့်မတ်သားဖြစ်နေတာကိုသတိပြုမိသွားပါတယ်။လင်းချယ်ကတင်ကအစိုးရဌာနကလူလားလို့မေးလိုက်ပါတယ်။ထိုလူကပြုံးလိုက်ပြီးလင်းချယ်ရဲ့အကဲခတ်ဉာဏ်ကိုချီကျူးကသူ့နာမည်ကကြိုးကြံဖြစ်ပြီးနိုင်ငံသားရေးဝန်ကြီးဌာနမှာတာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းမိတ်ဆက်ပါတယ်။သူကဆက်လက်ပြီးဒီအိတ်ဟာနိုင်ငံအတွက်နှစ်ပေါင်းများစွာဆွမ်းဆောင်ခဲ့တဲ့ဝါရင်တန်တမန်ကြီးတဦးရဲ့အမွေနှစ်ပစ္စည်းဖြစ်ပြီးအဆိုပါပုဂ္ဂိုလ်ကြီးဟာပြီးခဲ့တဲ့လကပဲကွယ်လွန်သွားခဲ့တာကြောင့်မိသားစုကအမတ်တရသိမ်းဆည်းဖို့ပြန်လည်ပြင်ဆင်နေတာဖြစ်ကြောင်းရှင်းပြပါတယ်။ဒါပေမဲ့အိတ်ပေါ်ကတစိမ့်မတ်သားကတော့တန်ယုံမှာတာဝန်ထမ်းဆောင်ခဲ့တဲ့တမိုင်းဝင်အထောက်အထားဖြစ်လို့လုံးဝပျက်စီးသွားလို့မရပါဘူး။လင်းချယ်ကအိတ်ကိုတေချာစစ်ဆေးကြည့်တဲ့အခါအခက်ခဲဆုံးပြဿနာကအဆိုပါတစိမ့်ဝိုင်းရဲ့ဘေးပတ်လေတရေသားတွေဟာ6တွေ့မှဆက်ပြီးမဲနဲ့နေတာဖြစ်လို့ချက်ချင်းမပြုတ်ပြင်းရင်အကွဲကြောင်းတွေကတစိမ့်စီကိုပါကူးဆက်ပြီးတအိတ်လုံးပျက်စီးသွားတော့မှာဖြစ်ပါတယ်။လင်းချယ်ကဒီအိတ်ကိုတရေတပြင်းလုံးအသက်သွင်းတဲ့စနစ်နဲ့ပြုတ်ပြင်ရမှာဖြစ်လို့အချိန်နည်းဆုံး2လတိတိကြာမြင့်မှာဖြစ်ကြောင်းနဲ့ပြင်ဆင်နေတဲ့လုပ်ငန်းစဉ်အတွင်းမှာတစိမ့်မတ်သားကိုယာနှုံးပြည့်မထိခိုက်အောင်တော့အာမခံချက်အပြည့်အဝမပေးနိုင်ကြောင်းတာဝန်ယူမှုရှိနဲ့လေးနက်စွာအတိပေးလိုက်ပါတော့တယ်။ကျိုးချန့်ကလင်းချယ်ရဲ့စကားကြောင့်မျက်မှောင်ကုတ်သွားပြီးယာနှုံးပြည့်အာမခံချက်မပေးနိုင်ဘူးလားဆရာလေး။ဒါကကွယ်လွန်သူရဲ့မိသားစုဘက်ကတောင်းဆိုတဲ့တခုတည်းသောဆန္ဒပါလို့စိုးရိမ်နေကြီးပြောရှာပါတယ်။လင်းချယ်ကတော့တည်ငြိမ်စွာနဲ့ပဲဒီတစိမ့်မတ်သားကိုရေရှည်ကာကွယ်ခြင်းလို့ကိုအခုလိုအာမခံချက်အပြည့်အဝမပေးနိုင်တာဖြစ်ကြောင်းတစိမ့်ပေးပတ်လေကမာဆက်နေတဲ့တရေတွေကိုမပြင်ဘဲထားရင်အကွဲကြောင်းတွေကတစိမ့်စီအထိဆက်ပြန့်ပြီးတဆစီဖြစ်သွားလိမ့်မယ်ကြောင်းပြုပြင်တဲ့လုပ်ငန်းစဉ်အတွင်းမှာတစိမ့်ပေးပတ်လေအယောင်နှဲငယ်ပြောင်းလဲနိုင်ပေမဲ့အတက်နိုင်ဆုံးအနည်းဆုံးဖြစ်အောင်ထိန်းချုပ်ပေးသွားမယ်လို့ကြိုးကြောင်းပြတာရှင်းပြလိုက်ပါတယ်။ဒါကိုကြားတော့ကျိုးချန့်ကတက်ပြင်းချရင်ဒီကိစ္စကိုယာနှုံးပြအာမခံချက်ပေးနိုင်မဲ့သူဒီလောကမှာမရှိတော့ဘူးလားလို့မေးတဲ့အခါလင်းချယ်ကစိတ်မကောင်းစွာနဲ့ပဲရှိခဲ့ဘူးပါတယ်။ဒါပေမဲ့အဲ့ဒီလူကဒီလောကမှာမရှိတော့ပါဘူးကဘာပေါ်မှာဒီအလုပ်ကိုအာမခံရတာသူ့ရဲ့ဖိုးတယောက်ပဲရှိခဲ့တာပါလို့ယင်ဖွင့်ပါတယ်
လင်းချေရဲ့ရိုးသားမှုနဲ့အရေးချင်းကိုယုံကြည်သွားတဲ့ကြိုးကြံကကောင်းပါပြီဒါဆိုရင်ဆရာလေးပဲတာဝန်ယူပေးပါလက်ခဘလောက်ကြတင်မလဲလို့မေးပါတော့တယ်လင်းချေကအိတ်ပေါ်ကထူးခြားတဲ့နိုင်ငံတော်တစိတ်ကိုကြည့်ပြီးဒီအိတ်အတွက်ပြုပြင်ကလုံးဝမယူပါဘူးဘာလို့လဲဆိုတော့တိုင်းပြည်အတွက်စွမ်းဆောင်ခဲ့တဲ့ဒီလိုတစိတ်မျိုးအတွက်အလုပ်လုပ်ပေးရတာငွေကြေးနဲ့မဖြတ်ချင်လို့ပါလို့ပြက်ပြက်သားသားညှင်းပယ်လိုက်ပါတယ်ကျိုးကြံလည်းလင်းချေရဲ့မုံမြတ်တဲ့စိတ်ထားကိုလေးစားသွားပြီးကွယ်လွန်သူရဲ့မိသားစုကိုစားလိုက်လဲကျေးဇူးတင်စကားဆိုခဲ့ပါတယ်လူကြီးမင်းပြန်သွားတဲ့အခါလက်ထောက်စုဝမ်းကအန်အော်ရုံလှုပ်စွာနဲ့လင်းချေကိုအစိုးရပိုင်းကလူကြီးမင်းတွေကိုပါတိတာလားလို့မေးပါတယ်လင်းချေကသူကတော့မတိပါဘူးဒါပေမဲ့သူ့ရဲ့အဖိုးကတော့တီးခဲ့တာဖြစ်ကြောင်းလင်းမိသားစုရဲ့အသက်ပညာဟာအိတ်တွေကိုပြင်ယုံတင်မကပဲအဲ့ဒီအိတ်တွေရဲ့နောက်ွယ်ကတမိုင်းကြောင်းနဲ့တန်မိုးတွေကိုပါပြန်လည်ပြုပြင်ပေးတာဖြစ်ကြောင်းဂုဏ်ယူစွာပြောပြပါတယ်သူတို့ဟာဓာတုဆေးရည်တွေသုံးပြီးတရေကိုအတင်းအတန်မှပျော့ပြောင်းအောင်မလုပ်ပဲရှေးဟောင်းတဲ့စနစ်အတိုင်းတင့်တော်တဲ့အပူချိန်နဲ့ဆိုထိုင်းစာကိုသုံးပြီးအိုမင်းရင်ရော်နေရဲ့တရေသားကိုဖြည်းဖြည်းချင်းပြန်လည်နှိုးထလာအောင်စိတ်ရှိလက်ရှိလှုပ်ဆောင်နေခဲ့ပါတယ်ဒါပေမဲ့အလုပ်လုပ်နေရင်းနဲ့မှရုတ်တရက်လင်းချေလမ်းဖြန့်သွားပြီးချက်ချင်းပဲအိတ်ကိုစစ်ဆေးပါတော့တယ်တရေကိုရှေးဟောင်းနည်းနဲ့အပူပေးနှွေးထွေးစေခြင်းလုပ်တဲ့အခါမှာအစိုးဆုံးကအပူချိန်ရုတ်တရက်ပြောင်းလဲသွားတာဖြစ်ပြီးပုံမှန်ထက်3ဒီဂရီလောက်ပဲမြင့်သွားပါစေဦးတော့တနာရီမပြည့်တဲ့အချိန်တွင်းမှာတရေရဲ့အတွင်းပိုင်းတိဆောက်ပုံကိုပျက်စီးသွားစေနိုင်ပါတယ်အခြေအနေကိုကြည့်ပြီးထိတ်လန့်နေတဲ့စူဝမ်ကဘာဖြစ်လို့လဲလို့မေးတဲ့အခါလင်းချေကစိတ်ပြက်စွာနဲ့အပူထိန်းစနစ်ပြတ်သွားလို့အိတ်ကအပူချိန်အလွန်ကျွံခံလိုက်ရပြီလို့ဖြေပါတယ်စူဝမ်ကအပြင်ပန်းကြည့်ရတဲ့လောက်တော့ဘာမှမဖြစ်တယ်လို့ပဲလို့ဆိုရင်းမဲ့လင်းချေကတော့တရေရဲ့အတွင်းပိုင်းဖွဲ့စည်းပုံတွေပျက်စီးသွားပြီဖြစ်ကြောင်း3ရက်တိုင်စူးစမ်းခဲ့သမျှအားလုံးအလဟတဖြစ်သွားပြီလို့ဆိုပါတယ်စူဝမ်ကအခုဘာဆက်လုပ်မလဲလို့ပူပန်စွာမေးတဲ့အခါလင်းချေကအသက်ကိုပြင်းပြင်းရှူပြီးအဆက်ကနေပြန်စမယ်လို့ဆုံးဖြတ်လိုက်ပါတယ်အချိန်မလောက်မှစိုးရိမ်နေတဲ့စူဝမ်ကိုလင်းချေကကြိုးကြံကို2လအချိန်ပေးထားပြီးအခုမှ3ရက်ပဲရှိသေးတာမို့လို့စိတ်မပူဖို့အပူပေးစနစ်ကိုအဆက်ကနေပြန်စားပြီးနောက်ထပ်9ရက်ထပ်ဆောက်မှာဖြစ်ကြောင်းအဲ့ဒီနောက်မှာတော့ပျက်စီးသွားတဲ့တရေမျက်နှာပြင်ကိုပြန်လည်တက်သွင်းဖို့နီလန်တစ်တစ်ခုသုံးရတော့မယ်လို့ဆိုပါတယ်အဲ့ဒီနီလန်ကတော့ရှေးဟောင်းတရေနယ်ချင်းအတက်ပညာပဲဖြစ်ပါတယ်စူဝမ်ကဒါဟာတရေတစ်တွေလုတ်တဲ့အခါမှာသုံးတဲ့နီလန်မဟုတ်ဘူးလားလို့အန်အော်လုံးလှုပ်ဆွာမိတဲ့အခါလင်းချေကဟုတ်ပါတယ်ဒါပေမဲ့ဒီအိတ်အိုကြီးရဲ့တရေမြင်တွေကအိုမင်းပျက်စီးနေပြီမို့လို့တာမန်နီးနဲ့အသက်ပြန်သွင်းလို့မရတော့ကြောင်းတခုတည်းသောနီလန်ကတရေနယ်တဲ့လက်ကွက်တက်ပညာနဲ့တရေမြင်တွေကိုတဆွန်းချင်းစီပြန်လဲရော့ရဲပြော့ပြောင်းလာအောင်လုပ်ပြီးမှပုံစံပြန်သွင်းရမှာဖြစ်ကြောင်းရှင်းပြပါတယ်ဒါဆိုရင်ဘလောက်တောင်ကြာအောင်နေရမှာလဲလို့စူဝမ်ကမေးတဲ့အခါလင်းချေကအခြေအနေပေါ်မူတည်ပြီးအနည်းဆုံး3ရက်ကနေအများဆုံးတစ်ပတ်အထိလက်မနာတဲ့နေရလိမ့်မယ်လို့ဆိုကဘိုးဝါပိုင်တက်ပညာနဲ့အခက်ခဲကိုကြော်ဖြတ်ဖို့စိန်ခေါ်မှုကြီးကိုထပ်မံရင်ဆိုင်လိုက်ပါတော့တယ်တရေနယ်တဲ့အတက်ပညာဟာရပ်ပေါင်းများစွာနေရောညပါလက်မနာတဲ့စက်တိုက်နေရတာဖြစ်ပြီးခေတ္တခဏလေးရနာလိုက်တာနဲ့တရေသားကမူလအတိုင်းပြန်လဲကျုံဝင်သွားတတ်ပါတယ်ဒါဟာပင်ပန်းပြီးခက်ခဲတဲ့အလုပ်ဖြစ်ပါတယ်ဘေးကနေကြည့်နေတဲ့လက်ထောက်စူဝမ်ကစိုးရိမ်တကြီးနဲ့သူပါဝိုင်းကူနဲ့ပေးပါရစေလို့တောင်းဆိုလာပါတယ်ဒါကိုကြားတော့လင်းချေကခေါင်းခါပြပြီးမင်းလုပ်လို့မရဘူးဒီအလုပ်ကခွန်အားရှိုံနဲ့တင်လုပ်လို့ရတာမဟုတ်ပဲလက်ဖျားရဲ့အထီးအတွေ့ကအဓိကကြတာဖြစ်ကြောင်းအနည်းမြန်နဲ့အလေးပေါ်အားလုံးကလက်ချောင်းထိတ်လေးတွေပေါ်မှာပဲမူတည်နေပြီးနည်းနည်းလေးမိုင်းသွားတာနဲ့တရေတပြင်းလုံးအဖက်ဆယ်မရအောင်ပျက်စီးသွားနိုင်ကြောင်းရှင်းပြပါတယ်ပြီးတော့လင်းချေကသူကိုယ်တိုင်ဒီတက်ပညာကိုသင်ယူခဲ့တုန်းက3လတိတိအသေးအတန်လေ့ကျင့်ခဲ့ရပြီးလက်နှစ်ဖက်လုံးပေါင်းမုံလုံးကြီးတွေလိုဖူးယောင်နေလို့ထမင်းစားရင်တောင်တရုတ်နံနဲ့ချောင်းကိုမကင်နိုင်ခဲ့တဲ့အထိပင်ပန်းခဲ့ရတာကိုပြန်လည်ပြောပြပါတယ်စူဝမ်ကတော့မျက်လုံးတွေမှာအယောင်တောက်လာပြီးဘလောက်ပဲဆင်းရဲပင်ပန်းပါစေမကြောက်ပါဘူးသူ့ကိုတင်ပေးပါလို့ထပ်မံနှောင်းပန်ပါတယ်လင်းချေကတည်ငြိမ်စွာနဲ့တင်ပေးလို့ရကြောင်းဒါပေမဲ့တေချာစဉ်းစားဖို့ဒီတက်ပညာကိုတက်မြောက်သွားရင်တာမန်လက်ထောက်တယောက်မဟုတ်တော့ပဲလက်မှုပညာရှင်တယောက်ဖြစ်သွားမှာမို့လို့နောက်နောင်ထမ်းဆောင်ရမယ့်တာဝန်တွေကအခုထက်အစတပါးမကပုံမိုလေးနဲ့သွားလိမ့်မယ်လို့တတိပေးပါတယ်စူဝမ်ကတေချာစဉ်းစားပြီးဖြစ်ကြောင်းယုံကြည်ချက်ရှိဖြေလိုက်တာကြောင့်လင်းချေကတရေစတစကိုပေးပြီးသူစိတ်တိုင်းကြတဲ့အထိအရင်ဆုံးနေခိုင်းပါတော့တယ်တနေ့လုံးနေပြီးနောက်မောဟိုက်နေတဲ့စူဝမ်ကလင်းချေကိုလာပြတဲ့အခါလင်းချေကမနက်ပိုင်းထက်အများကြီးတိုးတက်လာပေမဲ့လိုအပ်ချက်တွေအများကြီးရှိသေးကြောင်းထောက်ပြပါတယ်အားဆိုင်မှုမညီမျှတာကြောင့်အချို့နေရာတွေကအနယ်လွန်ပြီးပြော့ဣနေတယ်လို့အချို့နေရာတွေကတော့အထီးအတွေ့မရှိပဲမာဆက်နေသေးတာကြောင့်ဒီညပါဆက်လက်နေဖို့နဲ့တပြင်းလုံးရဲ့အထူပါအပြော့မှာအားလုံးတညီတညွတ်တဲဖြစ်သွားတဲ့အထိလှုပ်ဖို့ခိုင်းလိုက်ပါတယ်ဒီမြင်ကွင်းကလင်းချေကိုငယ်ငယ်တုန်းကအဖိုးဖြစ်သူကသူ့ကိုတရေနေခိုင်းပြီးနာကျင်လားလို့မေးခဲ့တာကိုတတိယစေပါတယ်ထိုစဉ်ကသူကနာကျင်နေရက်ချင်တယ်လို့ဖြေခဲ့ပေမဲ့အဖိုးဖြစ်သူကလက်မှုပညာရှင်ဆိုတာဒီလက်နှစ်ဖက်ကိုပဲအားကိုးရတာမို့လို့ဘယ်တော့မှအရှုံးမပေးရဲဆက်လုပ်ရမယ်လို့ဆုံးမခဲ့ပူပါတယ်နောက်ဆုံးမှာစူဝမ်ကဝမ်းသာအားရနဲ့အောင်မြင်ပြီလို့အော်ဟစ်ကအိတ်ကိုလာပြပါတယ်တကယ်ပဲအထူပါညီညာပြီးအရေးအကြောင်းတွေထင်ရှားနေတာကိုမြင်ပေမဲ့လင်းချေကဘသူကမင်းကိုရက်ခိုင်းလို့လဲလို့လေတံမာမာနဲ့မေးလိုက်ပါတယ်စူဝမ်ကအားလုံးတညီတညွတ်တဲဖြစ်အောင်နေခိုင်းလို့ပြီးသွားပြီမဟုတ်လားလို့မေးတဲ့အခါလင်းချေကသူပြောတာကသူစိတ်တိုင်းကြတဲ့အထိလှုပ်ခိုင်းတာဖြစ်ကြောင်းရှင်းပြပါတယ်လင်းချေကတရေစကိုယူပြီးလိန်ညစ်ပြလိုက်တဲ့အခါစက္ကန့်ပိုင်းတွင်မူလပုံစံအတိုင်းပြန်မဖြစ်ပဲအရေးအကြောင်းတွေထင်ကျန်နေတာကိုထောက်ပြပြီးတကယ်တရေနဲ့တက်ပညာအစ်ကညီညာယုံတင်မကပဲပြန်လည်ရုံးကန်နိုင်စွမ်းရှိရမှာဖြစ်ကြောင်းစူဝမ်နယ်လိုက်တဲ့တရေစကတော့တရေမြင်တွေပြတ်တောက်သွားပြီမို့လို့အဖက်ဆယ်မရတော့ကြောင်းပြောကအတစ်တဆနဲ့အဆက်ကနေပြန်လှုပ်ခိုင်းပါတယ်ဒါပေမဲ့လင်းချေကစိတ်ထဲကနေတော့ဒီမျိုးသမီးလေးကတော့တကယ်ကိုအောင်မြင်မဲ့သူပဲလို့ချီးကျူးနေခဲ့ပါတယ်ဒီလိုနဲ့ရပောင်းများစွာအားထုတ်ခဲ့ပြီးနောက်မှာတော့နိုင်ငံခြားရေးဝန်ကြီးဌာနက AOG ရဲ့မာဆက်နေရဲ့အစိပ်ပိုင်းတွေကစတင်ပြီးပျော့ပြောင်းပွားလာခဲ့ပါတယ်ဒါပေမဲ့လင်းချေကဒါဟာအစပဲရှိသေးကြောင်းအခက်ခဲဆုံးအဆင့်ဖြစ်တဲ့တရေချင်းဆက်ဆက်စားထိုးခြင်းကိုစတင်ရတော့မှာဖြစ်ကြောင်းဆိုပါတယ်လင်းချေကတရေအစ်စ်ကိုတစိမ့်မှတ်သားပေါ်မှာတိုက်ရိုက်သွားကလို့မရကြောင်းကလိုက်ရင်တစိမ့်ရဲ့ဒီနေရာနဲ့ပုံတန်ထန်ပျက်စီးသွားမှာဖြစ်လို့တရေရဲ့အတွင်းပိုင်းလွှာတွေကိုအနုစိတ်မြုံနှံထည့်သွင်းရမယ်အလွှာထက်နီးစနစ်ကိုသုံးရမှာဖြစ်ကြောင်းရှင်းပြပါတယ်ဒါဟာအတွင်းပိုင်းကနေမာဆက်မှုကိုထောက်ကန်ပေးထားပြီးအပြင်ပန်းကကြည့်ရင်တော့ဘာမှရွမြထင်ကြမှာမဟုတ်ပါဘူးဒီနည်းလမ်းကအဖိုးရဲ့မှတ်တမ်းထဲမှာပဲပါဝင်ပြီးလင်းချေကိုယ်တိုင်လည်းလက်တွေ့မလုပ်ဘူးသလောက်ရှားပါလုံးနဲ့လက်ကွက်ဖြစ်ပါတယ်လင်းချေဟာအသက်ကိုပြင်းပြင်းရှူပြီးတညာလုံးအာယုံဆိုင်ကအလုပ်လုပ်ခဲ့ပါတယ်
နောက်ရက်မနက်ပိုင်းမှာတော့အိတ်ကြီးဟာမူလအတိုင်းတမိုင်းဝင်တစိမ့်မှတ်သားလည်းမပြက်စီးပဲဘေးပတ်ပတ်လည်းတရေတွေပါအသစ်ဆက်ဆက်တိုင်းပြန်လဲတောက်ပလာခဲ့ပါပြီ။စူဝမ်ကအန်အော်ရုံလှုပ်စွာနဲ့ချီးကျူးတဲ့အခါလင်းချက်ကဒါဟာသူတော်လို့မဟုတ်ပဲအဖိုးဖြစ်သူခြံထားခဲ့တဲ့ရှေးဟောင်းတက်ပညာဖြစ်ကြောင်းနှိမ့်ချစွာဆိုလိုက်ပါတယ်။ပြီးနောက်လင်းချက်ကဖုံးကိုကောက်ကင်လိုက်ပြီးလူကြီးမင်းကျိုးကျန့်စီကိုအိပ်ပြုတ်ပြင်ပြီးသွားပြီဖြစ်လို့အချိန်မရွေးလာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်းယုံကြည်ချက်ပြည့်နဲ့အကြောင်းကြားလိုက်ပါတော့တယ်။ဖုံးငဲကနေကျိုးကျန့်ကအန်အော်ရုံလှုပ်စွာနဲ့နှစ်လကြာမယ်ဆိုပြီးအခုမှရပိုင်းပဲရှိသေးတာကိုဘာလို့ဒီလောက်မြန်ပြီးသွားတာလဲလို့မေးလိုက်ပါတယ်။လင်းချဲကတော့အလုတ်ကိုအချိန်မြင့်ပြီးအချိန်မီပြီးအောင်လုပ်ပေးလိုက်တာဖြစ်ကြောင်းနဲ့ဘယ်ချိန်လာယူမလဲလို့မေးတဲ့အခါကျိုးကျန့်ကမနှက်ပိုင်းမှာလာခဲ့မယ်လို့ဖြေလိုက်ပါတယ်။နောက်ရက်မနက်မှာတော့ကျိုးကျန့်နဲ့အတူအချိန်ဝါကြီးမားလာတဲ့တက်ကြီးရွယ်အိုပုဂ္ဂိုလ်ကြီးတဦးဆိုင်ထဲကိုဝင်ရောက်လာပါတယ်။ထိုလူကြီးမင်းကအိတ်ကိုတေချာကင်တွေကြည့်ရှုရင်းနဲ့ဒီနေရာကိုတကယ်ပဲပြင်ထားတာလားလို့မယုံနိုင်အောင်မေးမြန်းပါတယ်။လင်းချဲကတရေသားမှာဆက်ပြီးပျက်စီးနေတာကိုရှေးဟောင်းတဲ့စနစ်နဲ့အတွင်းပိုင်းကနေအားဖြည့်ထောက်ကန်ပေးထားပြီးအပေါ်ရန်မျက်နှာပြင်ကိုတော့မူလအတိုင်းမပျက်စီးအောင်ထိန်းသိမ်းပေးထားကြောင်းစနစ်တကျရှင်းပြလိုက်ပါတယ်။ထိုအခါလူကြီးမင်းကလင်းချဲကိုစူးစိုက်ကြည့်ပြီးမင်းမျိုးရိုးကလင်းလာလင်းရွယ်ရှမ်းနဲ့ဘာတော်လဲလို့မေးပါတော့တယ်။လင်းချဲကလင်းရွယ်ရှမ်းဆိုတာသူ့ရဲ့အဖိုးရင်းဖြစ်ကြောင်းဖြေလိုက်တဲ့အခါမှာတော့လူကြီးမင်းကဘေးကကျိုးကျန့်ကိုအပြင်ခစ်တက်ထွက်ပေးဖို့လမ်းပြောလိုက်ပါတယ်။လူကြီးမင်းကအတိတ်ကိုပြန်ပြောင်းတတိယရင်လွန်ခဲ့တဲ့နှစ်ပေါင်း30ကသူတန်ယုံမှာတာဝန်ထမ်းဆောင်စဉ်တုန်းက15နှစ်ကျော်သုံးခဲ့လို့ရစရာမရှိအောင်ပျက်စီးနေတဲ့ရုံးသုံးအိတ်ကြီးတစ်လုံးကိုပြင်ဖို့လင်းရွယ်ရှမ်းစီကိုတွားခဲ့ဘူးကြောင်းရင်ဖွင့်လာပါတယ်။အဲ့ဒီတုန်းကရှန်ဟိုင်းတစ်မျိုးလုံးမှာအဖိုးဖြစ်သူထက်လက်ရကောင်းတဲ့သူမရှိဘူးလို့ကြော်ကြားခဲ့တယ်လို့အဖိုးရဲ့ဆိုင်လေးကလည်းအခုလင်းချဲရဲ့ဆိုင်ထက်တောင်ပိုပြီးတင်းငယ်စုပ်ပြတ်ခဲ့ပါတယ်။ဒါပေမဲ့လင်းရွယ်ရှမ်းရဲ့လက်ရကတော့သူ့ဘဝတစ်လျှောက်လုံးမှာမြင်ဘူးသမျှလက်မှုပညာရှင်တွေရဲ့မှာအကောင်းဆုံးဖြစ်ပြီးဘယ်သူမှမရှင်းနိုင်ပါဘူး။အဲ့ဒီတုန်းကအဖိုးဖြစ်သူကအိတ်ကိုရက်ပေါင်း40ကြာအောင်ပြင်ပေးခဲ့ပြီးအိတ်လာယူတဲ့နေ့မှာသူပြောခဲ့တဲ့အိတ်ကတော့ပျက်စီးခြင်းပျက်စီးပါစေပေါ်ကနိုင်ငံတော်တစိတ်ကတော့လုံးဝအပျက်စီးမခံနိုင်ဘူးဆိုတဲ့စကားကိုဒီနေ့အထိမေးလို့မရတော့ကြောင်းပြောဆိုပါတယ်။ဒါတင်မကပဲအဖိုးကွယ်လုံးတဲ့နေ့ကသူကိုယ်တိုင်တွားရောက်နှုတ်ဆက်ခဲ့တုန်းကအဖိုးကသူ့မှာသူ့မွေရထားတဲ့မြေးလေးတစ်ယောက်ရှိကြောင်းနောက်အကူအညီလိုရင်လိုက်ရှာဖို့မှာကြားခဲ့ကြောင်းပြောပြပါတယ်။အခုပြင်ပေးလိုက်တဲ့အိတ်ဟာလည်းနိုင်ငံသားမှာနှစ်ပေါင်း30ကျော်တာဝန်ထမ်းဆောင်ပြီးကွယ်လွန်သွားခဲ့တဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဝါရင်တန်တမန်ကြီးရဲ့တခုတည်းသောအမွေနှစ်ဖြစ်ပြီးမြေးဖြစ်သူအတွက်အမတ်တရချန်ထားခဲ့ခြင်းလို့လာပြင်တာဖြစ်တာကြောင့်အခုလိုအကောင်းတိုင်းပြန်ဖြစ်အောင်ဖန်တီးပေးတဲ့လင်းချဲကိုအထူးပင်ကျေးဇူးတင်ကြောင်းဆိုပါတယ်။ပြီးနောက်ကွယ်လွန်သူရဲ့မိသားစုကပေးလိုက်တဲ့ငွေကြေးမြောက်များကိုကမ်းပေးပါတယ်။ဒါပေမဲ့လင်းချဲကတော့ခေါင်းကညှင်းဆန်လိုက်ပြီးသူစကတဲ့ကပြောခဲ့တဲ့အတိုင်းဒီလိုနိုင်ငံတော်တစိတ်ပါတယ်တမိုင်းဝင်အိမ်မျိုးအတွက်အလုပ်လုပ်ပေးရတာငွေကြေးမယူပါဘူးလို့ပြက်သားညင်းပယ်လိုက်ပါတယ်။လူကြီးမင်းကလင်းချဲကိုကြည့်ပြီးပြုံးကမင်းကတော့မင်းရဲ့အဖိုးတိုင်းတပုံစံနဲ့ပဲလို့ချီးကျူးပြီးအိတ်ကိုဂုံယူစွာနဲ့တဲဆောင်သွားပါတော့တယ်။သူတို့ထွက်သွားတဲ့အခါဘေးကနေအကုန်ကြားနေရတဲ့လက်ထောက်စုဝမ်ကဆရာလေးကိုကြည့်ပြီးအန်အော်ရုံလှုပ်စွာနဲ့ငွေ2သိန်းတောင်ရမှာကိုလုံးဝမယူဘူးလားလို့မေးပါတယ်။လင်းချဲကတော့အလုပ်ကိုဆက်လုပ်ရင်းနဲ့လူလောကမှာငွေကြေးထက်ပိုပြီးတန်ဖိုးရှိတဲ့အရာတွေအများကြီးရှိတယ်လို့အေးဆေးစွာပဲဆိုလိုက်ပါတယ်။ဒီအဖြစ်အပျက်တွေဟာလူမှုကွန်ရက်ပေါ်မှာဟိုးကြော်အောင်နာမည်ကြီးသွားခဲ့ပြီးလင်းချဲရဲ့ဆိုင်လေးအကြောင်းဗီဒီယိုတွေဟာကြည့်ရှုသူတန်းချီကတနိုင်ငံလုံးကလူတွေကဒီဆိုင်ရဲ့လိပ်စာကိုအလူအယက်စုံစမ်းကြပါတော့တယ်။ဖြစ်လို့လဲလို့ထပ်မေးလာတဲ့အခါမှာတော့လင်းချဲကခက်အေးပဲဒီအိတ်ကအတူဖြစ်နေလို့ပါအတူကိုပြင်နေရင်ငွေကုန်ရတာပဲအဖက်တင်လိုက်မယ်လို့ပွင့်လင်းစွာပြောလိုက်ပါတယ်။ဖောက်တယ်ထွက်သွားတဲ့အခါလက်ထောက်စုဝမ်ကအနားကိုတိုးလာပြီးဆရာလေးအနေနဲ့အတူမှန်ဘလိုမျိုးမျက်စိတမိတ်အတွင်းသိနိုင်တာလဲလို့အားကျမတ်တက်မေးမြန်းပါတယ်။လင်းချဲကတရေသားလည်းမဟုတ်ဘူးအမွှန်းသားသက်တွေကအချုပ်လိုင်းတွေနဲ့ဘေးပတ်ပတ်လဲတုတ်ထားတဲ့စီတွေကအစအားလုံးလွဲမနေကြောင်းအစ်စ်တွေကိုနေ့တိုင်းအများကြီးကင်တွေကြည့်ရှုဖို့ရဲ့အတွက်အတူကတော့လက်နဲ့ထိလိုက်တာနဲ့ချက်ချင်းတိတာနေကြောင်းရှင်းပြပါတယ်။စူဝမ်ကစိတ်လှုပ်ရှားစွာနဲ့ဒါဆိုသူကဘယ်တော့လောက်ကြမှအစ်စ်နဲ့အတူကိုအာယုံခံနိုင်မလဲလို့မေးတဲ့အခါလင်းချဲကအေးဆေးစွာပဲမင်းနေနဲ့အစ်စ်အမှန်အိတ်လုံးပေါင်း1000ကျော်လောက်ကိုကိုယ်တိုင်ကင်တွေနှိမ့်နေဘူးတဲ့အချိန်ကြရင်အလိုလိုတက်မြောက်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဆိုင်လေးရဲ့နမီကတနိုင်ငံလုံးမှာဟိုးကြော်အောင်မြင်လာတာကြောင့်စူဝမ်ကဆရာလေးကိုဆိုင်ခွဲတွေအများကြီးထပ်တိုးချဲဖွင့်လှစ်ရင်မကောင်းဘူးလားလို့စီးပွားရေးမြင်တဲ့အကြံပြုလာပါတယ်။ဒါပေမဲ့လင်းချဲကတော့ဆိုင်လူ2ယောက်ရှိရင်တင်လုံလောက်ပါပြီလို့ညင်းပယ်လိုက်ပါတယ်။သူကဆက်လက်ပြီးတကယ်လက်ရစစ်ဆိုတာအချိန်ကာလရဲ့တိုက်စားမှုတွေကြားထဲကနေတဘာဝအတိုင်းထွက်ပေါ်လာတဲ့အနှစ်သာရဖြစ်ပြီးဘလို့ဓာတုဆေးရည်မျိုးနဲ့မှအတူလုပ်လို့မရတယ်လို့ပဲဆက်ပစ္စည်းနဲ့မှလည်းအစားထိုးလို့မရကြောင်းဒါဟာလူတစ်ယောက်ကမိမိရဲ့လက်နှစ်ဖက်နဲ့နှလုံးသားတစ်စုံကိုအရင်ပြုပြီးတဆွန်းချင်းစီစစ်ဆက်တေချစွာထူးစစ်ပုံဖော်ရတာဖြစ်ကြောင်းလေးနဲ့စွာဆိုလိုက်ပါတယ်။ဒါဟာတစ်ချိန်ကအဖိုးဖြစ်သူဆုံးမခဲ့တယ်လို့ပဲတရေဟာဟောင်းနှမ်းသွားတာကိုမကြောက်ရပဲအလျင်စလိုနဲ့အတင်းအတန်မှတောက်ပအောင်လုံးမိမှာကိုသာကြောက်ရမှာဖြစ်ကြောင်းနဲ့လူဘဝရဲ့ရှောက်လန်းမှုကလည်းအိတ်တွေကိုပြုပြင်ရတယ်လို့ပဲအချိန်နဲ့အမျှစိတ်အေးလက်အေးနဲ့အခြေခံအောင်စူးစမ်းသွားရမှာဖြစ်တယ်လို့ဆုံးမလိုက်ပါတယ်။ဒီစကားကတော့လောဘနောက်ကိုမလိုက်ပဲမိမိရဲ့စစ်မှန်တဲ့အတတ်ပညာနဲ့ဖြူစင်တဲ့စေတနာကိုသာအရင်တည်ပြီးဘဝကိုအောင်မြင်စွာတိဆောက်သွားခဲ့တဲ့နဝိဇ္ဇာလက်ပိုင်ရှင်လင်းချဲရဲ့ဇာတ်သိမ်းခန်းပဲဖြစ်ပါတော့တယ်